တွဲပေါ်ဖြစ်တယ်ဒီလိုသူတော်ကောင်းတို့ရဲ့စိတ်တဲ့ရင်ဝယ်မှာထွေးပိုက်လို့အခဲကဓမ္မသဘင်မှန်တဲ့ရောက်ရှိနေကြတဲ့သူတော်စင်သူတော်ကောင်းဆွေတော်မျိုးတော်များဟောနာကြည်ညိုကြဖို့ယနေ့ညဒီကိုယ်တော်တရားတစ်ပုဒ်ရွေးထုတ်ခဲ့ပါတယ်အဲ့ဒီတရားကပရိသတ်ရဲ့မြတ်စွာဘုရားဥဒ္ဒါနပါဠိတော်နဲ့ဥဒ္ဒါနအထာဂရာတို့မှာဟောပေါ်ညွန်ပြဆိုဆုံးမှသွားတဲ့ဥပသေနသုတ်တံအဲ့ဒီဥပသေနသုတ်တံကိုကြိုးရိုးပြုတ်တန်းစာစင်ကမြမမှုပေးထားတဲ့တရားရဲ့နာမည်ကပရိသတ်ရဲ့အလုံးမလိုက်ဘဝရာကျိုးနတ်တဲ့သူလို့တရားကောင်းစဉ်ပေးပါတယ်အလုံးပြောပါဦးဘာတရားလဲဘဝရာကျိုးနတ်တဲ့သူတဲ့ပြန်ပြောပါဦးပါဇက်ပါတယ်သူတိုင်းပြောပါဦးအကုန်လုံးပါဇက်ပါတယ်နော်ပါဇက်ပါတယ်သူတိုင်းပြောဆိုတော့ကြောင်းနေတယ်ကိုယ့်ကိုပါဇက်ပါတာမေ့ဟုတ်လားဘာပါတယ်သူတိုင်းပြောဘာကုသိုလ်ရလဲလို့မေးရင်ဝစီကံကုသိုလ်တဲ့ဘာကုသိုလ်လဲဝစီကံကုသိုလ်ကတရားစကားတွေပြောတရားစကားတွေအမေးဖြေလို့ရင်ဝစီကံကုသိုလ်သူများအတင်ပြောရင်ဝစီကံအကုသိုလ်သူများအတင်ပြောရင်ဝစီကံအကုသိုလ်ဆိုတော့ဒီပါဇက်နဲ့ကုသိုလ်လည်းရတယ်လို့အကုသိုလ်လည်းမရဘူးလားဒါပေမဲ့တို့များတနေ့နဲ့တနေ့ဒီပါဇက်ကြောင့်ကုသိုလ်ဖြစ်တာများလားအကုသိုလ်ဖြစ်တာများလားဒါဆိုအတင်းပဲထိုင်တော့နေကြတာပေါ့ဘာပဲထိုင်တော့နေကြဩဘုံဘုံကြုံတရွာလုံးအတင်းတော့ပုံရဒီပါဇက်နဲ့ကုသိုလ်ရတာများလားအကုသိုလ်ရတာများလားမပြေတော့နော်ဒါကြောင့်မလို့ဘုရားဓမ္မဂရိကဆရာတော်မေးတဲ့အခါလိုက်ပြီးတော့မှဖြေဘာကုသိုလ်ရလဲဝစီကံကုသိုလ်ရပါတယ်ဟုတ်လားဘာတရားလဲဘဝရာကျိုးနတ်တဲ့သူဘဝကသူလဲဘဝတစ်ခုရထားတယ်ကိုလဲဘဝတစ်ခုရထားတယ်လူတိုင်းမှာဘဝတစ်ခုရထားတယ်သို့တော်လည်းပဲဘဝရပုံချင်းကမတူဘူးတဲ့သူဘဝနဲ့ကိုဘဝအခြေအနေမတူဘူးဘဝရပုံချင်းမတူဘူးတချို့ပုဂ္ဂိုလ်တွေကပြိတ္တရဲ့ဘဝရခြင်းမနှက်သွားဘူးတချို့ပုဂ္ဂိုလ်တွေကဘဝရခြင်းဘာဖြစ်သွားလဲနှက်သွားတယ်ဒါကြောင့်မလို့ဒီတရားဟောရင်ဒီတရားနာရင်နဲ့တို့အလုံးသောတရားတော်မှာပေါင်းတော်ကောင်းတို့တွေကတို့မြတ်ရထားတဲ့ဘဝရခြင်းနှက်ရဲ့လားတို့မြတ်ရထားတဲ့ဘဝရာကျိုးမနှက်တဲ့သူလားဆိုတာတရားနာရင်နဲ့သူများခန္ဓာလိုက်မကြည့်ပဲနဲ့ကိုယ်ခန္ဓာကိုကြည့်ပါသူများအကြောင်းသိလိုက်စဉ်းစားမနေပဲနဲ့ပြိဿရေကိုအကြောင်းကိုစဉ်းစားရင်နဲ့တခါတည်းဘဝတည်းမှာဓမ္မတွေနိုင်ကြပါစေဒီအနေဖြင့်ဘဝရာကျိုးနတ်တဲ့သူအမည်ပေးတဲ့ဣတရားမြတ်ဒေသနာယနေ့ညဟောနာခြင်းညောကြမှာဖြစ်ပါတယ်ဣတရားဒေသနာတော်ကိုမဟောကြားသိပြီမနာကြသိပြီမှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အမတန်အေးချမ်းခြင်းလင်တော်မုသိမဟာကရုဏာတော်ကိုသိစရာတရားလုံးစုံတို့ကိုသိတော်မူမြင်တော်မူတတ်သည်သဗ္ဗညုတ္တဉာဏ်ဒီဟုသောပညာကိုဒုမာကရုဏာကိုပညာကုန်နှပါဆုံးတော်နှင့်ပြည့်စုံတော်မူသောဘုရားရှင်ကိုရောမြတ်ကြီးနှင့်အတူတရားဓမ္မဒေသနာသံဃာယရဏသုံးပါးကိုပူဇော်ကြတော်ရင်းနဲ့ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးများလက်အုပ်များကိုစီချီလို့ညီညီညာညာကျဲကျဲလေးစိတ်ပါလက်ပါနဲ့အလုံးလိုက်ဆိုပါဗုဒ္ဓမြတ်ဗုဒ္ဓကရုဏာရှင်မြတ်ဗုဒ္ဓမြတ်စွာဘုရားဆိုသည်မှာတတ္တဝါများကျိုးတွတ်တာစေပြပါရမီဖြည့်စီဖို့လံကောင်းညွန်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်သူမို့ကုညွန်ကဖယာ
ကုန်မြယေစုကလေးမြတ်လာစွာရှိခိုး၏ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုအာယုံပြုပြီးရှိခိုးလိုက်ကြအလုံးမဲ့ဆဆိုပါဓမ္မမြတ်ဓမ္မဗုဒ္ဓဟောပြမြတ်ဓမ္မဓမ္မတရားဆိုသည်မှာဒုက္ခပင်လေကြီးတယ်မှာနိမြုံမျောရှာတတ္တဝအမြာကေတင်တလို့မြတ်တရားမြတ်တရားမို့ကုညုံကတရားကုန်မြယေစုကလေးမြတ်လာစွာရှိခိုး၏ဓမ္မံတရဏံကိစ္ဆာမိတရားကိုအာယုံပြုလို့ရှိခိုးလိုက်ကြအလုံးမဲ့ဆက်ဆိုပါတန်ခမြတ်တန်ခဗုဒ္ဓတာဝကမြတ်တန်ခတန်ခယဟံဆိုသည်မှာဗုဒ္ဓဓမ္မအဖျားသင်ယူကျင့်ကတာဝန်ထမ်းသာသနာပြုလို့မြတ်ယဟံမြတ်ယဟံမို့ကုညုံကတန်ခကုန်မြယေစုကလေးမြတ်လာစွာရှိခိုး၏တန်ခံတရဏံကိစ္ဆာမိတန်ခကုန်အာယုံပြုရှိခိုးလိုက်ကြဣတိနသစ္စာဝဇေနဤသောနှုတ်တံဘောတုပြန်၍ဟောမှန်စွာပနာမယရဏသုံးပါးကိုပူဇော်ကြောရတဲ့စေရနာကြွားတို့ကြောင့်သာတဝတရားချင်းခင်စိတ်ကောင်းဝင်လို့ယောသေးစွာတရားတော်ကိုနာယုပူဇော်နေကြကုန်သောသင်အမျိုးကောင်းသားအမျိုးကောင်းသမီးအပေါင်းတို့သည်ဒုက္ခိတကိုစိတ်နှပြလိုအိစာဖြင့်ဘုရားမကြီးကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းယခုကမေတ္တာအာတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဓမ္မသဘင်စတင်လို့ပွင့်လင်းပါပြီအလုံးတော်တရားချစ်ခင်စိတ်ကောင်းဝင်တဲ့ဆွေတော်မျိုးတို့များမိမိတို့လိုလားမြတ်တဲ့ဣရိယာပုတ်ပြန်ပြောင်းထိုင်လို့ချမ်းသာတဲ့ပုံစံမျိုးနဲ့တရားဓမ္မနာယူပူဇော်နိုင်ကြပါပြီဓမ္မပူဇာမတ္တိလူရှင်များဖြစ်တဲ့ဒကာကြီးဦးသိန်းလွင်နဲ့ဒကာမကြီးတို့မြင့်မြင့်ဆန်းတို့မိသားစုရဲ့အိမ်ရှိမင်္ဂလာအိမ်ကြီးဟန်မှန်တက်မှာအေးချမ်းစွာတို့များတရားဓမ္မနာယူကြရအောင်တရားဆိုတာငြိမ်းချမ်းတဲ့သဘောရှိတယ်တရားဆိုတာအေးချမ်းတဲ့သဘောရှိတယ်တရားအလုပ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာငြိမ်းလေငြိမ်းချမ်းတယ်လို့အေးလေအေးချမ်းကြတယ်ဒါကြောင့်မလို့တရားနဲ့ပြုံးပွေမှသူတော်ကောင်းလို့ခေါ်ပါတယ်ရှေးဦးစွာဒါလေးကိုအတိမတ်ပြုပါဘာတရားလဲဘဝရာကျုံနတ္တတုဘုန်းကြီးလေးတို့အဝိုင်းမှာပါလာရွာပြန်ရောက်လို့ဘာတရားဟောလေဟဲ့လို့မေးရင်ခေါင်းကုန်ဖင်ကုန်မလုံးနဲ့ဟုတ်လားအဲဒီတို့အဝိုင်းရလားဘုန်းကြီးလေးအဝိုင်းရပါလားအဝိုင်းဘယ်နာမှာအဝိုင်းလည်းပါတယ်ဘုန်းကြီးလေးလည်းပါတယ်ရှမ်းရွာလည်းပါတယ်မအူလည်းပါတယ်ဆွေမျိုးတွေဟုတ်လားလည်းရဲ့ဆွေမျိုးတောင်းနေကြတယ်နော်ဆိုတော့ကျန်နေတယ်ဒီနောက်မှာကျန်နေတယ်ဩဘုရားနော်ကဲထားပါတော့ကိုယ့်ရွာကိုယ့်အိမ်ရောက်ရင်မနဲ့မိုးတော့အလင်းရောက်လို့ဘေးကအိမ်ကဟဲ့ညကဘုန်းကြီးလေးပါတရားဟောသွားလဲလို့မေးရင်တရားနဲ့မလေးတော့ပြောနိုင်ဖို့လိုလားမလိုဘူးလားအဲ့လိုမှမဟုတ်နဲ့ဘုရားလည်းဟဲ့ငဲသားရှိတာငါလည်းအိတ်ချင်တာလည်းမွေးလာလည်းစားပြီးတက်တာလည်းဘာမှမသိလိုက်ဘူးဆိုရင်တော့ဟန်ကြ
ဟုတ်လားဘာလို့မွေးကကျွေးတယ်မဟုတ်လားဝင်းကအကုန်စားရလားဘုန်းကြီးတစ်ပါးပဲကျန်အကုန်လုံးစားရတယ်ဘယ်လိုပဲကျန်ဘုန်းကြီးတစ်ပါးပဲကျန်အဲကြောင့်မလို့ပြည့်တဲ့ဝင်းကစားပြီးတက်မတည်ကြနဲ့နော်ဟုတ်လားတရားလေးကိုမရှိပါဘူးတဏှာကြီးလောက်ပဲဦးစင်ဟောပါမယ်အခု7 နာရီခွဲသွားပြီဆိုတော့တဏှာကြီးဆိုနောက်ထပ်9 နာရီခွဲဆိုရင်အလုံးစုံပြီးမှဖြစ်ပါတယ်နော်တဏှာကြီးဆိုတဲ့အချိန်ကမကြပါဘူးသိခံပြီးတော့ဘဝအတွက်အကျိုးရှိတဲ့ယခုဘဝရောနောက်ဘဝပါအကျိုးရှိစေတဲ့တရားတွေနာကြားရတာဝမ်းသာစရာမကောင်းဘူးလားကောင်းပါလေဘဝရာကျိုးနဲ့တဲ့သူတို့တွေဘဝတစ်ခုစီဘဝတစ်ခုတွေရထားကြအဲ့ဒီဘဝရတဲ့အခါမှာဘဝရကျုံနဲ့အောင်တို့ဘလို့နေမလဲဘဝရကျုံနဲ့တဲ့ပုဂ္ဂိုလ်တွေဘလို့နေတိုင်းကြတယ်လဲဆိုတာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာမှာတရားဓမ္မဒေသနာတွေနဲ့ညီနိုင်ကြရအောင်ဘဝရကျုံနဲ့တဲ့ပုဂ္ဂိုလ်တွေဘလို့စကားတွေပြောတယ်လဲဆိုတာဤတရားနာရင်တို့ဘဝပြန်စစ်စစ်ကြရအောင်ဣတိယနာပိရင်လည်းပဲပြိတ္တရဲ့ဒုဘဝရကျိုးနှပ်ပြီလားဒုဘဝရကျိုးမနသေးဘူးလားဆိုတာသူများကိုလိုက်မကြည့်ပဲနဲ့ပစုကိုပစုကြည့်မယ်မိမိကိုယ်ကိုမိမိပြန်ကြည့်ပါဗန္တိကတဗံရှင်ဘုရားမဟာကတဗမိမယအာနန္ဒာဘယတပိတော်အာနန္ဒာတိဣမံတုတ်တံဘဝယံကျုံတဲ့သူလို့အမည်ရှိတဲ့ဤဥပသေနတုတ်တံတရားဒေသနာတော်ကိုဗုဒ္ဓဘာမုကံဘုရားရှင်ကိုရောမြတ်ကြီးရဲ့ရှင်းမောက်တော်အထမဧဝံဧကေတုတုတံဉာဏကေယဝတိအရှင်ဘုရားဣတိဧသောအာယတမအာနန္ဒတေရောအရှင်အာနန္ဒကိုရောမြတ်ကြီးကအာယတမကတ္တဗရှင်မကတ္တဗကိုရောမြတ်ကြီးကိုဣတိဧသောဩဆုံးကောင်းစွာမသွေကြားလျှောက်တော်မူခဲ့ပါပေတည်းအရှင်မကတ္တဗဘုရားတဲ့တပည့်တော်အာနန္ဒာဤသုတ်တံဤတရားမြတ်ကိုဘုရားရှင်ကိုရောမြတ်ကြီးရဲ့ထံတော်မောက်မှဤကဲ့သို့ကြားနာခဲ့ရပါတယ်ဗျာအရှင်အာနန္ဒာကိုရောမြတ်ကရှင်မကတ္တဗကိုရောမြတ်ကိုရှောက်နေတာဘလို့ကြားနာခဲ့ရတာလဲဆိုတော့ဧကံသမယံဘဂဝါရာဇဂဟေဝိရတိဝေလောဝနေကလံကတနိဝါပေဧကံတဝသောသမယံကာရောကဧကံသမယံကာတဝစီရုံကဘဂဝါဘုံ6ပါးတကယ်တို့ဘုရားရှင်ကိုရောမြတ်ကြီးသည်ရာဇဂဟေရာဇညုံပြည်မှာရှိတဲ့ဝေလုံးဝနဲ့ဝေလုံးဝအမည်ရှိတဲ့ကျောင်းတိုက်တော်ကြီးမှာကံကံကတတိဝါပိရှင်းတဲ့တန်ကောင်းတွေကိုပြီးမဲ့ပြီးရတော့ဤထဲမှာဝိဟာရတိလျောင်းတိုင်းရသွားလေးပါဣရိယာမြတ်တရှင်မြုပ်တည်သုံးတော်မူခဲ့ပါပေတည်းပရိသတ်ရဲ့မြတ်စွာဘုရားဣတရားမြတ်ဒေသနာဟောစဉ်တုန်းကဗမာတရင်သုံးခဲ့တာလဲဆိုတော့ရာဇဂျုံပြည်ဝေလူဝန်ကျောင်းတော်ပြောစမ်းမှာဘာပြည်ပါကျောင်းရာဇဂျုံပြည်မှာရှိတဲ့ဘာကျောင်းလဲဝေလူဝန်ကျောင်းမှာဘုရားရှင်ကိုရောမြတ်တရင်သုံးစဉ်တုန်းကဣတရားမြတ်ဒေသနာဟောခဲ့ပါတဲ့ဘဇုကိုအကြောင်းပြုပြီးတော့ဟောခဲ့တာလဲဆိုတော့အရှင်ဥပသေနာဘဇုကိုအကြောင်းပြုအရှင်ဥပသေနာမြတ်စွာဘုရားကဤတရားကိုအရှင်ဥပသေနာကိုအကြောင်းပြုပြီးတော့ဟောခဲ့သလိုပဲဒီကနေ့ကြီးလဲကျရဝဲအရှင်တို့လည်းပဲဒကာကြီးဥသိမ့်လွင်တို့ဒကာမကြီးတော်မြင့်မြင့်စန်းတို့ကိုမိသားစုဓမ္မပူဇာပွဲတရားပွဲကိုအကြောင်းပြုလို့ယနေ့ညကျေးဇူးဆက်ပါမယ်အရှင်ဥပသေနဆိုတဲ့အရှင်သူမြတ်ဟာပြိဿရဲ့အရှင်သာရိပုတ္တရာရဲ့အကြီးအရင်ဖြစ်တယ်။ဘယ်သူရဲ့ကြီးလဲအရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ကြီးတော်အရင်ပဲ။အကျိုးတကယ်လို့မကြီးတွေကအမလေးရှမ်းရွာကိုရောကဗါတဲ့ကြီးလေကျေတဝင်းဆိုပဲဆိုပြီးတော့လူပြုတ်ကြည့်နေကြ။ဟုတ်လား။ကြီးလေကျေတဝင်းနဲ့ဗာလဲမလုံးနဲ့ရှမ်းရွာကိုရောဟုတ်လား။ပြီးကြတဲ့နေ့ကဒါပဲမြို့
ဓမ္မပူဇာအသင်ကြီးတသိန်းကတရားဘောပေးလို့ဦးဇင်းတို့သွားဟောတော့ဦးဇင်းကကိုယ့်ရဲ့အတိုင်းမှာပဲရှမ်းရွာဆရာတော်ဇင်နောရတရှင်အိန္ဒတိယဘွယ်လေးနဲ့ပဲဒီလိုဟောတော့ဓမ္မပူဇာဘွယ်ကျင်းပတဲ့ညီကိုတကားလေးတွေကဖုံဖုံကိုတပည့်တော်တို့ဘွယ်တစ်ဘွယ်ပေးမလို့ဘာဘွယ်လဲဖုံဖုံကနေတော်လဲတော်မှာတရားဘွယ်လေးကြီးလိုက်ရင်လည်းမြို့မှာဟောရတယ်လို့မရှိဘူးတဲ့လေကွင်းနဲ့ချောင်းကန်းနဲ့ဟလားတော်ရဒေသကြီးလက်တွေမှာပဲလိုက်ဟောရတာတဲ့ဒါကြောင့်မို့တပည့်တော်ဘွယ်လေးတစ်ဘွယ်ပေးမလို့လှုပ်ဆန်းမအောင်ကွာဆိုတော့သူတို့ကပေးတယ်ကြီးလက်ကျေတစ်ဘွယ်ပါတယ်လေအဲ့ဒါနဲ့ဦးစင်းကလည်းစဉ်းစားတယ်အေးမစိုးဘူးဆိုပြီးတော့အဲ့ဒီနာမည်လေးဦးစင်းကယူသုံးတာယနေ့အချိန်ထိပေါ့ဘာကျေတဲ့ဘွဲအဲ့ဒါကိုဦးစင်းတို့မနေ့ကနောင်တော်ကြီးတစ်ပါးကရှင်းစလုံးနဲ့ပြောတယ်မင်းကကြီးလက်မှာပဲကျေရေးတာပါကွာတဲ့မြို့မလာရေးပါဘူးဘယ်မှာပဲကျေရေးတာကြီးလက်မှာပဲကျေရေးတာပါကွာတဲ့တို့မြို့မလာရေးပါဘူးတဲ့စိတ်ခေါ်တယ်နော်အဲ့ဒါနဲ့ဦးစင်းစီးတဲ့ကားလေးရဲ့ရှေ့မှာဆိုင်းဘုတ်လေးတက်ထားတယ်ကြီးလက်ကျေဝင်ဆရာတော်ဆိုပြီးတော့ဆိုင်းဘုတ်လေးတက်ပြီးတော့ဘုနာဒီနာသွားအလံလေးထောင်တော့တိုးကိတ်ကတတ်တာပေါ့နော်မပေးရဘူး200 300တတ်တာမနေဘူးဆိုပြီးတော့အဲ့ဒါလျှောက်သွားတော့တနေ့တော့ဘကိုးသွားတော့တိုးကိတ်တစ်ခုကဂိတ်ပေါက်တစ်ခုကပြက်နေဒီဘက်မှာပဲတန်းစီဝင်ရတော့ပတ်စံဆွဲတဲ့ကောင်လေးကအရှိကတစီဖြတ်သွားပတ်စံတောင်းပြီးတော့ဦးစင်းကအလဲရောက်တော့သူကပတ်စံတောင်းမလို့ဆိုင်းဘုတ်ကိုလှမ်းကြည့်လိုက်တယ်လှမ်းကြည့်ပြီးတော့သူကပတ်စံမတောင်းတော့ဘူးလက်လေးကပြတယ်သွားပါကြွပါပေါ့ပြီးတော့အထက်ကပတ်စံဒီကွန်ပျူတာနှိပ်တဲ့လူကိုလှမ်းអော်တယ်ဟေးတဲ့ကြီးလက်ကျမ်းမာရေးဆရာတော်တော့ကိုဘာဆရာတော်လဲအေးကျေကြီးတစ်ပွင့်လုံးရှိပါရဲ့အရှိမပြထားဘူးမမြင်ဘူးကဲအကိုကြီးရေးတဲ့ကြီးလက်ကျမ်းမာရေးဆရာတော်ကိုမြင်နတ်သမမှတ်နေအလုပ်ပေါ်သူ့လုံးမှာကိုကဘွဲတစ်ဘွဲထည့်ရတော့နော်ဘာဆရာတော်တဲ့အေးလို့အဲ့ဒါဘွဲတွေကအလိုလိုနေရနာအကြောင်းတော်တက်ဆရာဆိုတော့နောက်ခရမ်းဘက်တရားသွားဟောတော့ဒကာကြီးတယောက်ကဦးစင်းကိုလန့်ပြောတယ်ကိုတော်က6ပလင်းကိုတော်ဘာပလင်းလဲလိုက်6ပလင်းဆိုတော့ဘာလဲကိုရှင်ပြ6ပလင်းဆိုတော့တကားလန့်လေးဘာလန့်လဲရှင်ပြတရားရှိတာဟုတ်တဲ့တကားလန့်လေးဘာရှိလို့လဲအလုပ်ပေါ်6ပလင်းကိုတော်ဘွဲတွေမများဘူးလားမဲနေရမို့ဘွဲတွေကိုအများကြီးပဲတန်းစီလို့နော်ဘာကိုတော့တဲ့ကြီးလက်ချမ်းမာရေးဆရာတော်တဲ့ကြီးလက်ကျဲတဲ့ဘွဲနဲ့ပြီးတော့ဘာပလင်းကိုတော့တဲ့6ပလင်းဒကာကြီးတို့တောက်နိုင်တာလို့ကတော့ပြင်းအောင်ပြင်းသေးတယ်ဦးစင်းက6ပလင်းလောက်ကတော့ဒါလေးပဲဟုတ်လားကိုတော်ကြောင်သွားတယ်ဘယ်နဲ့6ပလင်းလဲသူကပြောတယ်6ပလင်းဆိုတော့ဘယ်နှကားလဲရှင်ပြတရားရှိတာဟုတ်တယ်တကားလန်တကားတွေပါပြတ်သွားတယ်လန်သွားနောက်မပင်းတော့ဘူးသူပြောမှကိုတော်သတိထားပြီးတော့အဲ့ဒါနောက်ပိုင်းဦးစင်းကတရားကိုအရင်ဆုံး2 နာရီလောက်ဟောတာ2 နာရီပဲကြွကြွနောက်တကားလန်ကိုမကလို့ဒကမတွေပါလန်ကိုမှကြောက်တာနဲ့အဲ့ဒါ2 နာရီလောက်ပဲဟောရပါဗျာဟုတ်လားတကားလန်ကိုမကဘူးဘာတွေပါလန်ကိုမှကြောက်လို့ဒကမတွေပါလန်ကိုမှကြောက်လို့2 နာရီကိုရှော့ပြီးတော့တရားဘာလို့ရဗျာဟောရတယ်နော်အဲ့ဒါလေးဆက်ပြီးတော့ကြည်လက်ကျဲတပန်းဆိုလို့အဲ့ဒါလေးဆက်ပြီးတော့ပြောပါတယ်ခုနဒီနာတရားလိုက်ဟောတာဘွဲတွေလည်းတော်တော်များများရနေပါပြီနော်ဒီကလည်းမျိုးပြောပါတယ်ဘွဲတွေတော်တော်ပြီးကြကဲဒါတွေပြောရင်တော့9 နာရီ 10 နာရီကြောကုန်ပါလိမ့်မယ်တော့ကြနောက်ကရွာလက်ကလမ်းကုန်ပါလိမ့်မယ်နော်ရွာတွေတကားတွေဒကမတွေမလန်ရအောင်ဒီကြီးလက်ကျဲဝဲတို့တရားကိုတူရမှာလားရှည်ရမှာလားမပြောဘူးတရားကိုတူရမှာလားရှည်ရမှာလားမဲတရားတူမှကြိတ်တာခုခေတ်လူတွေကဟုတ်လားကဲထားပါတော့မြတ်စွာဘုရားဤတရားမြတ်ဒေသနာတော်ကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ဤအရင်ဖြစ်တဲ့အရှင်ဥပသေနကိုအကြောင်းပြုလို့ဟောခဲ့ပါတဲ့ဘဝရကျွန်းတတ်တဲ့သူတဲ့အရှင်ဥပသေနကိုရောမြတ်ကြီးကယဟန္တာဖြစ်ပြီးတော့ပရိသံပိတာ4 ပါးတမဘက်7 ပါးဘိညာဉ်6 ပါးစတဲ့ယဟန္တာကိုရောမြတ်ကြီးတို့ရဲ့အရေးချင်းတွေရပြီးတော့ဖလားတမဘက်ဝင်စားဇံဝင်စားရင်လည်းတိတ်ဆိတ်ငြိမ်သက်ရာနေရာတစ်ခုမှာတဘာတဲ့တရင်သုံးပြီးတော့ဥရန်ကျွရင်တော်မူတာဘေးကလူတွေကြည့်ရင်တော့တဘာတဲ့ဒီကိုတော့စကားပြောနေတယ်လို့ထင်ကောင်းထင်လိုက်ဒါပေမဲ့ယန္နာကိုရောမြတ်ကြီးကပြိတ္တရဲ့သူ့ဘဝသူပြန်ကြည့်တာဘဇုဘဝဘဇုပြန်ကြည့်အဲ့ဒါသူတော်ကောင်းတို့ရဲ့လက္ခဏာပဲတခါကြီးတို့များသမ္မာပုဒ္ဓဇင်ပုဂ္ဂိုလ်တွေကပြိတ္တရဲ့သူများဘဝပဲလိုက်ကြည့်တတ်တယ်ကိုယ့်ဘဝကိုပြန်မကြည့်တတ်ဘူးတဲ့အဲ့ဒါသူတော်ကောင်းတို့ရဲ့လက္ခဏာပဲတခါကြီးတို့များသမ္မာပုဒ္ဓဇင်ပုဂ္ဂိုလ်တွေကပြိတ္တရဲ့သူများဘဝပဲလိုက်ကြည့်တတ်တယ်ကိုယ့်ဘဝကိုပြန်မကြည့်တတ်ဘူးတဲ့
အရိယာသူတော်စင်သူတော်ကောင်းဖျားဆန်းရှိတဲ့ယန္တာပုဂ္ဂိုလ်တွေကြတော့ပြိတ္တိသူမြတ်ဘဝလက်ကြည့်တာလားကိုယ်ဘဝကိုပြန်ကြည့်တာလားဒီကနေ့ရတဲ့ရွာထဲမှာလူပေါင်းမြောင်များစွာရှိတယ်ကိုယ်ဘဝကိုပြန်ကြည့်တဲ့ပုဂ္ဂိုလ်နဲ့သူမြတ်ဘဝလိုက်ကြည့်နေတဲ့ပုဂ္ဂိုလ်ပဲအများလေသူမြတ်ဘဝလိုက်ကြည့်သူဘာလုံးလဲမလို့ဘူးလေသူဘာပြောလဲမပြောဘူးလေသူဘယ်သူလဲပေါင်းတယ်မပေါင်းဘူးသူဘာစားတယ်မစားဘူးဆိုတာအချင်းကြည့်လိုက်ကြည့်ဒီလိုအပြစ်လုပ်တယ်အပြစ်မလုပ်ဘူးကုသိုလ်လုပ်တယ်အကုသိုလ်လုပ်တယ်ဒါသူများကြီးနဲ့လိုက်ကြည့်အရိယာသူတော်ကောင်းတွေကြတော့ပြိတ္တိသူများဘာလုပ်မကြည့်ဘူးတဲ့စိတ်မဝင်စားဘူးတဲ့ငါဘာလုပ်ခဲ့တယ်ငါဘာလုပ်မခဲ့ငါဘာမလုပ်ခဲ့ဘူးငါဘာသာစကားတွေပြောခဲ့တယ်ငါဘာစကားတွေမပြောခဲ့ဘူးငါဘယ်သူနဲ့ပေါင်းခဲ့တယ်ငါဘယ်သူနဲ့မပေါင်းမိခဲ့ဘူးဆိုတာကိုယ်ဘဝကိုပြန်ကြည့်တာအဲ့ဒါတော့ကိုယ်ဘဝကိုပြန်ကြည့်တဲ့ပုဂ္ဂိုလ်ကိုပြိတ္တိမြတ်စွာဘုရားကပြောတယ်တရားနဲ့နေတဲ့သူပြောကြည့်ပါဦးဘာနဲ့နေတဲ့သူတရားနဲ့နေတဲ့သူဆိုတာပြိတ္တိဘဇုဘဝဘဇုပြန်ကြည့်တာကိုယ်ဘဝကိုပြန်ကြည့်တနေ့တာအတွက်ကိုယ်ဘဝကိုပြန်ကြည့်တယ်တလန်းစာအတွက်ကိုယ်ဘဝကိုပြန်ကြည့်တယ်တနေ့စာအတွက်ကိုယ်ဘဝကိုပြန်ကြည့်တယ်ငါပေါင်းတဲ့သူတွေကလူကောင်းတွေလားမကောင်းတဲ့သူတွေလားငါပြောခဲ့တဲ့စကားတွေကသူတော်ဘာကိုထိခိုက်တဲ့စကားတွေပြန်ဖြစ်သွားလားဒါမှမဟုတ်သူတော်ဘာအကျိုးရသွားတဲ့စကားတွေလားငါတို့မိသားစုလုံနေတဲ့အလုံးဟာသူတော်ဘာထိခိုက်နေနာစေတဲ့အလုံးတွေလားသူတော်ဘာအကျိုးရစေတဲ့အလုံးတွေလားဆိုတာပြိတ္တိရဲ့ကိုအကြောင်းကိုစဉ်းစားရင်းနဲ့ကိုဘဝကိုပြန်ကြည့်ရင်ဘာနဲ့နေတဲ့သူတရားနဲ့နေတဲ့သူမှတ်သားစရာမကောင်းဘူးလားဒါကြောင့်မလို့ဒကာကြီးဓမ္မကြီးများတရားကိုတကယ်လိုလားတရားကိုရှာခြင်းရတယ်တရားကိုရခြင်းရတယ်ဆိုရင်ဘယ်သူအကြောင်းပဲဘယ်သူများများတွေးဘယ်သူအကြောင်းပဲဘယ်သူများများပြောဘယ်သူအလုပ်ပဲဘယ်သူများများလုပ်ကိုယ်လုပ်ပဲကိုယ်များများလုပ်ကိုယ်လုပ်ဆိုတော့ရှင်ဘုရားတတိတော်တို့နေစဉ်နေတိုင်းလုပ်နေတဲ့စီပွားရေးလူမှုရေးကြီးပွားရေးတွေကဘယ်သူအလုပ်လဲဆိုတော့ပြိတ္တိရဲ့သားအတွက်လုပ်တယ်သမီးအတွက်လုပ်တယ်အိမ်သူကလည်းအိမ်သားအတွက်လုပ်တယ်အိမ်သားကလည်းအိမ်သူအတွက်လုပ်တယ်ကိုအတွက်ဆိုတာပြိတ္တိရဲ့တဏှိကုန်မှာလိုက်ရှာကြည့်တော့ဒါနသီလဘာဝနာနေတာလားများတာလားအဲ့လိုဒါနသီလဘာဝနာကိုအတွက်လုံးပြမယ်အလုံးတွေမလုံးဖြစ်ဘူးနေတဲ့ဆိုရင်ပြိတ္တိရဲ့ဘဝရာကျိုးနတ်ပါမလားမွေးထားတဲ့သာသမီဆိုတာပြိတ္တိရဲ့အချိန်တန်တော့ပါကြရမယ်ထားကြရမယ်ရှားပွေထားတဲ့စီနေဥစ္စာယရနာပိုင်းဆိုင်ထားတဲ့အိုးအိမ်တိုက်တာချမ်းမြေလျာကံကြုံဆိုတာပြိတ္တိရဲ့အချိန်တန်ရဲ့အလုံးပါလို့ခဲ့ရမှာရှူသွားသေသွားဆောင်းသွားလို့ရရဲ့လားဟိုဘက်ဆွေမျိုးဒီဘက်ဆွေမျိုးဆိုတာကိတ္တခန္ဓာဘဝလေးမှာပဲပေါင်းသိမ့်ခွင့်ရတာတန်တရာမှာပါဝမလားတန်တရာမှာပါမယ်လို့ဆိုတာပြိတ္တိကုသိုလ်အလုံးနဲ့အကုသိုလ်အလုံးဘာလုံးနဲ့ဘာလုံးအရေးကြီးတယ်နော်အရေးမကြီးဘူးလားကုသိုလ်အလုံးပန်းသွားတဲ့ပုဂ္ဂိုလ်ကောင်းကျိုးရစေတယ်အကုသိုလ်အလုံးပန်းသွားတဲ့ပုဂ္ဂိုလ်ပြိတ္တိဆိုးကျိုးရစေတယ်အဖေလည်းကဲလို့မရအမေလည်းကဲလို့မရသာသမီလည်းကဲလို့မနိုင်ကျောင်းကဘုန်းကြီးဆရာတော်တွေလည်းပြိတ္တိကဲပေးလို့မရဘူးတဲ့ကိုကြိုက်တာကိုလှုပ်ကိုဖြစ်ရင်ကိုပဲခံရမယ်မိဘကသာသမီအတွက်ဆိုပြီးတော့အကြောင်းပြပြီးတော့အကုသိုလ်လုပ်ရင်မကောင်းကျိုးရရင်သာသမီခံရမှာလားလုပ်တဲ့မိဘခံရမှာလားဘောပေါက်ရလားအိမ်တော်ဦးစီးတကားကြီးတွေငါတို့ကဒီမှာအိမ်တော်ဦးစီးစာဝတ်နေရင်ជីဝါရေးလူမှုရေးငါမှာတောင်းဝန်ရှိတယ်မရတာရှားဝဲမယ်ဆိုပြီးတော့ပြိတ္တိမရတဲ့အခါကျတော့ဒုစရိုက်မကောင်းတဲ့အလုပ်တွေလုပ်ပြီးတော့မိသားစုကျွေးနေပေမဲ့အဲဒီမကောင်းတဲ့ဆိုးကျိုးခံရတော့တမိသားစုလုံးခံရမှာလားလုံးတဲ့တယောက်ခံရမှာလားကိုဖြစ်ရင်အဲ့ဒါလူဘဝရဲ့ဓမ္မတာပဲလိုက်ကြမယူများတတိထားဖို့အရေးကြီးလားမကြီးဘူးလားအဲ့ဒါလိုအသိပညာဉာဏ်လိမ္မာတွေမရှိရင်ပြိတ္တိရဲ့လူဘဝရာကျုံနတ်ပါမလားအဲ့ဒါအရှင်ဥပသေနကိုရောမြတ်ကြီးကသူ့ဘဝသူပြန်ကြည့်ပြီးတော့ပီတိဖြစ်နေတာဘာဖြစ်နေတာဆိုတော့ကိုယ်ဘဝကိုကိုပြန်ကြည့်ပြီးတော့ပီတိဖြစ်နိုင်ရနောင်တပါသွားရင်ပြိတ္တိရဲ့ဘဝရာကျုံမနဲ့တော့ငါလုံးခဲ့မိပြီ
စကလုံးကိုတွေကပြိတ္တိတေချာနားတော့ငါလုံခဲ့မိပြီဆိုတာနောက်တာကြီးပါမတော်ဘူးအဖေကငါပြန်ပြောမိခဲ့ပြီအမေကငါပြန်ပြီးတော့အော်မိခဲ့ပြီဆယ်မိခဲ့ပြီငါအကူငါအမတွေကိုပြိတ္တိငါပြန်ပြီးတော့စောကမိခဲ့ပြီဆိုတဲ့နောင်တကောင်းပါမလားငါအကူတော့အလုံးတွေလုံခဲ့မိပြီဆိုတဲ့နောင်တပြိတ္တိပြန်ပြင်လို့ရသေးလားဘဝရကြွနတ်ပါမလားဆိုတော့အဲ့ဒါကနောင်တအတ္တနောက်တစ်ခါပီတိဖြစ်တဲ့အတ္တကပြည့်တဲ့နားထောင်ကြည့်လိုက်စမ်းပါငါလှုပ်လိုက်ရပြီငါပြူခဲ့ရပြီငါရလိုက်ပြီငါအထုတ်နိုင်ခဲ့ပြီစကလုံးချင်းမတူဘူးငါပြောခဲ့ပြီနောင်တအတ္တကြီးဟုတ်လားငါပြောခဲ့ရပြီမတူဘူးနော်ပြောခဲ့ရပြီဆိုတာပြိတ္တိကောင်းတဲ့စကားကိုပြောလိုက်ရရင်မိမိကိုယ်ကိုမိမိကျင့်တတ်တယ်ဟုတ်လားဒါကြောင့်မှများဒီတရားတွေနာရင်တဲ့အိမ်ပြန်ရောက်အိမ်ရဝင်ချိန်မှာနှစ်ခုပေါ်လက်တင်ပြီးတော့စဉ်းစားရငါနာလိုက်ရတယ်ဒီတရားငါဒီဘဝသုဒ္ဓဓမ္မအသိပညာတွေငါစိတ်တန်တန်တဲ့မှာငါနှလုံးသွင်းခွင့်ရလိုက်ပြီငါဘုရားသာသနာမှာကောင်းမှုတွေလုပ်ရင်းနဲ့ဒီတရားနာရင်လည်းကောင်းကျိုးတွေတို့အောင်ငါဘဝငါပြုပြင်ရတော့မယ်လို့တရားအတိကဒီလိုဘဝရာကျိုးနှက်စီတယ်ဟုတ်လားဦးဇင်းတို့လည်းပဲပြိတ္တိကြောင့်ပြန်ကြွားတဲ့အခါငါတို့ရဲ့စွမ်းသင်္ကန်းကြောင့်စဉ်ပြည်လေးပါးတက္ကမှာကြီးစိုးရှင်တွေကိုဘုရားတရားကိုငါဟောခွင့်ရလိုက်ပြီဟောခဲ့ရလိုက်ပြီပိဋိမဖြစ်ဘူးလားအဲ့လိုမှမဟုတ်ရင်အကုသိုလ်ဆိုရင်ဘာတန်ထွက်တယ်နောင်တတန်ထွက်တယ်ကုသိုလ်ဆိုရင်ပိဋိတန်ထွက်တယ်ဒီကနေ့တရားဤဥသိမ့်လွင်တော်တော်ဝိတော်မြင်မြင်စမ်းတို့ငါတို့အိမ်မှာတရားပွဲကြီးလုပ်ခဲ့ရပြီနောင်တတန်လားပိဋိတန်လားငါတို့အိမ်မှာဖေဝိုင်းကျဝိုင်းအကုသိုလ်ဒုစရိုက်မကောင်းမှုလောကကလည်းမကြိုက်ဘူးဘုရားကလည်းမကြိုက်ဘူးအမြတ်ကလည်းမကြိုက်တဲ့အလုံးကြီးမျိုးငါတို့အိမ်ချမ်းထဲမှာလုံခဲ့မိပြီတဲ့ဘာတန်ကြီးလဲနောင်တတန်ကြီးပြိတ္တိဘာတန်ကြီးလဲဒါကြောင့်မလို့ပိဋိတန်နဲ့နောင်တတန်ဘယ်အတန်ကဘဝရာကျိုးနှက်စေတာလေပိဋိတန်ကဘဝရာကျိုးနှက်စေတာဘဝရာကျိုးမနှက်တဲ့ပုဂ္ဂိုလ်တွေကပြိတ္တိဟေးလူဘဝဆိုတာရခဲ့တယ်တဲ့နေရာတော့ပျော့ပျော့နေမယ်ကွာဟောမပြောဘူးလားဆိုတော့နောင်တမရခင်ဒီစကားပြောတာနောင်တရတော့မှဖျားဖျားကေပါတရားတရားကေပါတန်ခါတန်ခါကေပါအဖေကေပါအမေကေပါဆရာသမားကေပါဆိုလို့ဘေဖျားတရားတန်ခါမိဘဆရာကကေနိုင်အောင်မလဲသူလောက်သွားတဲ့အပြစ်ပြိတ္တိဘယ်သူပဲခံရမှာသူပဲခံရမှာပဝန်းကျင်ကမိဘကဆရာသမားကညီကောင်မောင်နှမတွေကတနာလို့ဝမ်းနဲ့လို့လို့နေပေမဲ့သူအပြစ်ကရော့သွားပါမလားဒါကြောင့်လို့ယရဏသုံးပါးလည်းမကင်နိုင်ဘူးမိဘဆရာသမားလည်းမကင်နိုင်ဘူးတဲ့ပြိတ္တိဘဝမှာအရေးကြီးတဲ့အတိတရားတွေလို့လားမလို့ဘူးလားဘုရားတရားတန်ခါကေပါဆိုလို့တခါတော့ရွာတွေမှာအရင်ဘုသမားတယောက်ရှိတယ်ဟုတ်လားသူကအလကားနဲ့မိုးနေတာဖဏခါကြလို့ပြီးတော့မူးစာဖဏပြောက်มาတော့ကြောက်တယ်သူကဘုံမုံကြုံမှာရှိလားမရှိပါဘူးဗျာအဲ့လိုဖြစ်ဟုတ်လားရှိလားဟဲ့မရှိပါဘူးဗျာအဝိုင်းမှာပဲရှိလားမရှိပါဘူးဗျာဘုံမုံဝင်နေဘုန်းကြီးလေးမှာပဲရှိလားမရှိပါဘူးဗျာမရှိဘူးပဲဖြစ်နော်တခါကြီးမှန်တာပြောဘယ်အပြင်ထွက်ရမှန်တာပြောရင်ဘယ်အပြင်ထွက်နေရရွာအပြင်ရောက်တယ်တဲ့မှန်တာပြောတဲ့ပုဂ္ဂိုလ်တွေကဟုတ်လားဒါကြောင့်မလို့များသောအားဖြင့်ဘုန်းကြီးကျောင်းတွေကရွာလေတဲ့ရှိရလားရွာပြင်ရောက်တယ်အဲ့ဒါကြီးတွေဦးဇင်းတို့ကျောင်းလည်းဘယ်အပြင်မှာလဲကိုမွန်ညောင်အောင်ဘယ်အပြင်မှာလဲမဲရွာထိပ်မှာလေကြီးအပြည့်တော်တယ်ရွာထိပ်မှာမဟုတ်ဘူးအပြင်ထုတ်တယ်ဘုန်းကြီးနေတွေ့မနေဘူးတဲ့ပါဇက်ကရှာကြွရှိရှောက်ပြောတာဟုတ်လားဒါကြောင့်မလို့မှန်တာပြောရွာထိပ်ရောက်တယ်တဲ့ဒါကတော့မှန်တာပြောလို့အဖိုးကြီးတယောက်အဖွားကြီးတယောက်တရွာလုံးကဒီအဖွားကြီးပွားတဲ့ရှုပ်တယ်ရွာပြင်ထုတ်တာဆိုတဲစုံလေးနဲ့ရွာပြင်ထုတ်တာသူဘယ်သူမှစကားမပြောမဆက်ဆံဘာပဲလို့လဲသူကမှန်တာကြီးလျှောက်ပြောတာဒီငါတဖိုးအေးဖိုးတဲ့လူရှိတယ်ဘာညာအခုအကုန်မှန်တာကြီးလျှောက်ပြောတာအဲ့ဒါနဲ့ပြိတ္တိဘယ်အပြင်ရောက်သွားတာရွာအပြင်ရောက်သွားတာအဲ့ဒါနဲ့တနေ့တော့
သူ့ရှိကိုဧည့်သည်လေးတယောက်ရောက်လာတယ်လူငယ်လေးတယောက်အဲ့ဒီလူငယ်လေးကပြိတ္တရဲ့မျက်လုံးတစ်ဖက်မမြင်ဘူးဘာတစ်ဖက်မမြင်ဘူးမျက်လုံးတစ်ဖက်မမြင်ဘူးတစ်ဖက်ပဲမြင်တယ်အဲ့ဒါသူ့ရှိကိုရောက်လာတယ်နေကပုံခြေကစားရွာဝင်မှာတဲလေးတဲတွေ့တယ်နဲ့လန့်ကြည့်တော့အဖွားဦးလေးတယောက်တွေ့တယ်အဖွားကျွန်တော်ကိုရေလေးတစ်ခွက်လောက်တောက်ပါလားကျွန်တော်ပြေးသွားဧည့်သည်ပါလာလေးလာရေတောက်မင်းပဲသွားမှာလေကျွန်တော်ဟိုဘက်ရွာသွားမလို့အေးတောက်အမောပြေအောင်ရေလေးတောက်ဒါနဲ့နေပါဦးအဖွားရဲ့အဖွားကဘလို့ပြေးလို့ရွာနဲ့လှမ်းနဲ့ရွာပြေးတယောက်တည်းနေရတာလေအေးငါမပြောချင်ပါဘူးငါသားရဲ့ပြောပါအဖွားရဲ့အဖွားကမှန်တာတွေပြောလို့ရွာပြေးရောက်တရွာလုံးကမှန်တာတွေပြောတာမကြိုက်တော့အဖွားကိုရွာအမြင်ထုတ်တာတဲ့သားရဲ့အဲ့ဒါနဲ့ခီးသွားလေးကရေတောက်ရင်းနဲ့တော်တော်ရက်ဆက်တဲ့ရွာသားတွေကွာမှန်တာပြောတာဘာကြောင့်ရွာအပြင်ထုတ်ထားရမှာလဲပို့လို့တောင်လေးစားပြီးတော့မှဂုံယူပူဇော်ထားရအောင်ပဲအဖွားကိုအဖွားတဲ့ဒီကိလူတွေကအတော်ခက်တဲ့အဖွားရဲ့အဖွားစိတ်တမကြပါနဲ့နောက်ကျွန်တော်လည်းမကြလာလေပါမယ်ကဲကျွန်တော်လည်းသွားเสียရှိလို့ဗါလဲလေခီးဆက်အောင်ပဲဆိုပြီးတော့အဲ့ဒါရေလေးတစ်ကြိမ်ပို့ပြီးတော့ရှေ့ဆက်သွားဖြစ်ရှင်တော့ခလန်းလန်းရောက်တော့အဘွားကသူ့ကိုချတိုက်ထားတဲ့ရေခွက်လေးဘာညာသိမ့်တော့အုတ်ထုပ်လေးတစ်ခုကျန်နေခဲ့တယ်ခမောက်လေးတစ်လုံးဘာလေးတစ်လုံးကျန်နေခဲ့ခမောက်လေးတစ်လုံးကျန်နေတယ်ဟဲ့ငါလည်းအိမ်မှာဒီလိုခမောက်မျိုးမရှိပါဘူးဟောစောစောကကောင်လေးခရီးသွားလေးခမောက်နဲ့တူတယ်ဟဲ့ဆိုပြီးတော့တဲအပြင်ထွက်ပြီးတော့ဟေးအကန်းလေးဘာလို့ခေါ်လဲဟေးအကန်းလေးဒီမှာနဲ့ခမောက်ဒီအဘွားကြီးတွေရွာသားတွေမို့လို့ငါသာဆိုချောင်းလေးကိုကန်ချတယ်ဟုတ်လားမျက်စိတစ်ဖက်ကန်းနေတဲ့သူကိုအကန်းလို့ခေါ်တာကြိုက်လားအဘွားကြီးကမှန်တာပြောတာစိုးစိုးကဟိုကောင်ကရေတောက်တော့ဒီရွာသားကြီးစိုးပါတယ်အခုသူ့အကန်းခေါ်တော့ပါတယ်လေရွာသားတွေမို့လို့ငါသာဆိုချောင်းလေးပြစ်ချမှာလေဒီခေတ်လူတွေကပြိတ္တရဲ့ဒီခေတ်ဟုတ်ပါဘူးလူအများစုကမှန်တာပြောရင်ကြိုက်တာလားမုန်းတာလားမုန်းပါလေတစ္ဆာတရားကိုလက်မခံနိုင်တဲ့၍ကတော့တစ္ဆာဆိုတာအမှန်တရားကိုလက်မခံနိုင်တဲ့၍ကတော့ပြိတ္တရဲ့ဒုက္ခနဲ့ဝေးမှလားဒုက္ခနဲ့နှိမ့်မှလားသဘောပေါက်တယ်နော်ဒါကြောင့်လို့ပြိတ္တရဲ့ကိုလုံးရင်ကိုပဲခံရမယ်ကိုရရင်ကိုပဲဆံရမယ်အဲ့နှလုံးဓမ္မအတိတရားတွေနဲ့ဘဝမှာနေမှထိုင်မှသာလည်းရင်ဘဝရာကျုံနဲ့ပါတတ်တယ်အဲ့ဒါရှင်ဥပသေနမထေရမြေကိုရောမြတ်ကြီးကလာဘဝတ္တမေပါဠိတော်လေးဆိုကြည့်စမ်းပါလာဘဝတ္တမေဆိုကြည့်ပါဦးနောက်တစ်ခေါက်တော့ဆိုကြည့်ပါဦးငါဘဝအရတော်လိုက်တာပါတယ်လေကိုဘဝအကြောင်းကိုပြန်စဉ်းစားရင်အဲ့ဒါလိုပိဋိတံထွက်နေရမယ်တဲ့သူတော်ကောင်းကြီးကဆုံးမခဲ့လာဘဝတ္တပိတိဣမေမနုဿတံဘောဓဘာတံတရံတရိကမတောအဟောဝတ္တမေဣတိလာဘအရှင်ဥပသေနယန္နဘုရားမြတ်ကြီးကဘဝရာကျိုးလက်တဲ့သူဆိုတာပြိဿရဲ့အင်္ဂါ၄မျိုးပြည့်စုံရမယ်အင်္ဂါဘယ်နှမျိုးလဲချက်ပြောရင်တော့အာဒီတရာပါတဲ့အတွက်ကြောင့်ပါဠိတော်မှာများစွာပြောလို့ရပြီပဲဒီကနေ့ညတော့ဦးစင်းကလူရင်းတူရှင်ဘယ်နှမျိုးပဲပြောမှာအဲ့ဒီ၄မျိုးကိုခတ်သွက်နာယူရဲ့အတွင်းမှာခြုံငုံထိမိအောင်ဟောမှာပြောမှာဖြစ်ပါတယ်အာယုံတစ်ပါးစိတ်မသွားပဲနဲ့ဘယုတစိုက်နားထောင်ပြီးတော့ငါဘဝမှာအဲ့ဒီအချက်၄မျိုးပြည့်စုံတဲ့အရန်တော်တဲ့လူလားအဲ့ဒီအချက်၄ချက်တွေကပါလို့သေးတယ်ဘယ်အချက်တွေလို့သေးတယ်အရမတော်သေးတယ်အရဘဝရာကျုပ်မနှက်တဲ့သူလားဆိုတာပြိတ္တရဲ့သူများလိုက်ကြည့်ရမှာလားကိုယ့်ကိုပြန်ကြည့်ရမှာလားအဲ့ဒါပြိတ္တရဲ့ရှင်ဥပသေနကိုရောမြတ်ကြီးကပြောပါတယ်မနုဿတဗုဒ္ဓပါဒဖျားပွင့်တဲ့ကာလမှာလူဖြစ်ရကြလူဖြစ်ရကျုပ်နဲ့တဲ့ဖျားပွင့်တဲ့ကာလမှာလူဘဝရတာဘဝရကျုပ်နဲ့တဲ့လူဖြစ်တာချင်းအတူတူပြိတ္တရဲ့ဖျားပွင့်တဲ့ကာလမှာမဟုတ်ဘဲနဲ့လူဖြစ်ရင်ဘဝရကျုပ်မနှက်ဘူးတဲ့ဘာဖြစ်လို့မနဲ့တလဲဆိုတော့လူတော့ဖြစ်ပါတယ်ဘုရားသန္တနာနဲ့မကြုံဘူးဆိုရင်အယတာတစ်မျိုးပဲရမယ်အယတာဘယ်နှမျိုးလဲအဲ့ဒီအယတာကကာမအယတာဘာယတာ
ကာမအယတဆိုတာပူတယ်လောင်တယ်လူကိုဒုက္ခဖြစ်စေတယ်အပူဟတ်တဲ့အခါကျတော့ပြိဿရဲ့အရေးတစ်မျိုးထွက်လာတယ်အဲ့ဒါကိုလောကကသတ်မှတ်တဲ့မျက်ရည်လို့ခေါ်တယ်။ဘာရည်လဲ။အဲ့ဒီမျက်ရည်ဟာကာမကြောင့်ဖြစ်တာ။ဘာကြောင့်လဲ။အလုံးပြောဘာကြောင့်မျက်ရည်ကျတာလဲ။ကာမအယတတွေခံစားပါများလာရင်ပြိဿရဲ့ဘာကြတတ်တယ်။မျက်ရည်ကျတတ်တယ်။မျက်ရည်ဆိုတာပြိဿရဲ့လောဘအပျော်လွန်ရင်လည်းကျတယ်။ဒေါသစိတ်ဆိုးတာစိတ်တိုးတာလွန်ကဲရင်လည်းပဲပြိဿရေမကြတတ်ဘူးလားပျော်လည်းပဲလောဘအကျဉ်းရင်လည်းမြည်ကြကိုလိုချင်တဲ့ပစ္စည်းတစ်ခုကိုရချင်တဲ့ဂုဏ်တို့ဝေဒီတစ်ခုကိုရချင်တဲ့အရာဝတ္ထုတစ်ခုရရှိလိုက်ရင်အမတ်မထင်ပဲရရှိလိုက်တဲ့အခါကျတော့ပြိဿရေအံဩဝမ်းသာစွာနဲ့ပြိဿရေပါရည်ကြတတ်တယ်ကိုရခြင်းတဲ့အရာမရလိုက်တဲ့အခါမှာစိတ်ထဲမှာအလုံးမကျဖြစ်လာရင်လည်းပဲဥပမာပြောကြပါစို့ကိုမွေးထားတဲ့သာသမီထင်တယ်လို့ဆုံးမလို့မရတဲ့အခါကိုမွေးထားတဲ့သားကြီးသမီးကြီးထင်တယ်လို့ပြောဆိုလို့မရတဲ့အခါမိဘတွေပါကြတယ်ပြောစမ်းပါဟဲ့ဘာတွေမိဘတွေပါကြတယ်အလိုကြလို့ကြတာလားအလိုမကြလို့ကြလာတာလားကိုမွေးထားတဲ့သာသမီကြီးပြိဿရေတော်ပြီးတော့ပျော်ပြီးတော့ကြောမောပြီးတော့ဘွယ်တို့ဂုံတို့တွေရတဲ့အခါကျရင်ကောမိဘတွေဝမ်းသာလုံးစုပ်ပြီးတော့မျက်ရည်မကြဘူးလားပျော်လို့ပဲကြားကြနော်အလုံးမကြားလို့ပဲကြားကြပြိဿရေမှတ်လိုက်မျက်ရည်ဆိုတာကာမအယတကြောင့်ကြတာဘာယတကြောင့်သာသမီတွေရဲ့အပေါ်မှာလိုချင်တတ်မှတ်နေတာပြိဿရေတခြားလားအကုသိုလ်လားမှတ်လိုက်ပြိဿရေလိုချင်ရင်လောဘပဲလိုချင်ရင်ပါလေအလိုမကြရင်ဒေါသအလိုမကြရင်ဆိုတော့လောဘကြောင့်ဘာဖြစ်တာဒေါသဖြစ်တာလိုချင်တာမရှိရင်အလိုမကြခြင်းဆိုတာရှိပါမလားဒါကြောင့်မလို့ကိုမွေးထားတဲ့သားကြီးသမီးကြီးတွေပြောမရဆိုမရတဲ့အခါငယ်တုန်းကတော့ပြောရမယ်ဆိုရမယ်ဆုံးမလို့လွယ်ကူမယ်ထင်ခဲ့တာကြီးလာတဲ့အခါကျတော့ခွာရတွေတိုင်းပြီးတော့အမေတို့ကဘယ်တော့ပဲချမ်းသာအဖေတို့ကဘယ်တော့ပဲချမ်းသာနဲ့မိဘကိုတခုမှကပြန်ပြောလာတဲ့အခါကျတော့မိဘတွေအလိုမကြတော့စိတ်ဆင်းရဲရတယ်စိတ်ဆင်းရဲတော့ပါရည်ကြတယ်မိဘမျက်ရည်တစ်စက်သာသမီစင်ရတသက်မိဘမျက်ရည်တစ်စက်သာသမီစင်ရဘဏ္ဍသက်လေဒါကြောင့်မလို့တို့လူတိုင်းမှာမိဘဆိုတာရှိပါတယ်သူတို့မွေးလို့လူဖြစ်လာတဲ့တို့တွေကြောင့်တို့ရဲ့ကျေးဇူးရှင်အနန္တဘုံတော်အနန္တရှိတဲ့မိဘနမမျက်ရည်မကြပါစေနဲ့ဒုက္ခရောက်တတ်လို့ပြောပါရောက်တတ်လို့လေမိဘကိုမျက်ရည်ကျအောင်လုပ်ခဲတယ်လုပ်ဖို့တဲ့သာသမီပရိသေဘဝမှာဘယ်တော့အခါမှလူမွေးသူမွေးမပြောင်းဘူးတဲ့ဇီဝရင်လုံးလို့အစင်ပြေရင်တော့မှပြိဿရေကြာကြာမခံဘူးတဲ့လူမွေရင်လုံးတာကောင်းမွန်ပေမဲ့ပြိဿရေကြာကြာမခံဘူးတဲ့ကျမ်းမာရင်အခုကောင်းနေပေမဲ့တန်ဆိုးမရှိဘူးတဲ့ဘာမျက်ရည်ကြာအောင်လုပ်ခဲလို့ဒီထဲမှာမိဘမရှိဘူးတဲ့သူပါရဲ့လားအသက်80မကလို့90မကလို့တရားနာကနေပါစေတစ်ချိန်လုံးကပါရှိခဲ့တယ်မိဘမရှိဘဲနဲ့လူဘဝဆိုတာရပါမလားဒါကြောင့်မလို့ပရိသတ်ဥပတိနာသုတ်တံမှာကတော့လူဖြစ်ရတာဘဝရာကျိုးနဲ့တယ်ဆိုတော့လူဖြစ်တာဘယ်သူကြောင့်လဲဒါစဉ်းစားရမိဘကြောင့်ပြောဘယ်သူကြောင့်လဲအဲ့ဒီမိဘဟာပရိသတ်ရဲ့ဘာနဲ့တကိုင်းနဲ့ဖယားနဲ့တကိုင်းနဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကပြောပါတယ်ချစ်သားချစ်သမီးတို့ငါဘုရားရှင်ကိုရောမြတ်ကိုနောက်မှပူဇော်ပါငါဘုရားရှင်ကိုရောမြတ်ကိုနောက်မှကိုးကွယ်ပါမင်းတို့သင်တို့အိမ်မှာရှိနေတဲ့ဖယားနှစုကိုအရင်ပူဇော်ပါအိမ်မှာဖယားဘယ်နှစုအဖေပြန်ပြောပါဦးမစုရဲ့ဘာနှစုဖယားနှစုတဲ့
ငါဖယားရှင်ကိုရောမြတ်ကိုကြည်ညိုတယ်ဆိုရင်လေးစားတယ်ဆိုရင်တန်ဖိုးထားတယ်ဆိုရင်နောက်မှပူဇော်ကြတော့ကိုယ်ွယ်စမ်းပါမင်းတို့အိမ်မှာရှိနေတဲ့မိဘဆိုတဲ့အဖေမိဘဆိုတဲ့အမေအဖေနဲ့အမေအနန္တောအနန္တ၅ပါးတကိုင်းလေးမှရှိတဲ့ကျေးဇူးရှင်အနန္တတွေကိုအရင်ပူဇော်လိုက်စမ်းပါဓမ္မဘဝရာကျိုးနမေဒီလိုမို့လားကိုမွေးထားတဲ့မိဘကိုမှကျေးဇူးမဆက်နိုင်အဲ့ဒီပုဂ္ဂိုလ်တခြားကျေးဇူးဆက်နိုင်ပါမလားကိုမွေးထားတဲ့မိဘကိုမှတလုံးမခံဘူးဆိုရင်တခြားပုဂ္ဂိုလ်ဆုံးမလို့ရပါမလားဟုတ်ရဲ့လားကိုမွေးထားတဲ့မိဘပေါ်မှာမေတ္တာမရှိတဲ့ပုဂ္ဂိုလ်တခြားပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားနိုင်ပါမလားကိုမွေးထားတဲ့မိဘနှစ်ပါးရဲ့အပေါ်မှာတာဝန်မကျေတဲ့ပုဂ္ဂိုလ်တခြားတာဝန်တွေကျေပါမလားစဉ်းစားတော့ရေသေးစဉ်းစားဖို့အရေးကြီးလားမကြီးဘူးလားဘာဖြစ်လို့ကြီးတာလဲလူဘဝရာကျိုးနှက်အောင်ဖယားသာသနာနဲ့ကြုံတဲ့အချိန်မှာလူဘဝဖြစ်လာအောင်ဖန်တီးမွေးထုတ်ပေးခဲ့တာတခြားလားမိဘနှစ်ပါးလားဘောပေါက်တယ်နော်ဦးဇင်းဟောဖို့ပါတဲ့တရားရှိခိုးလူလေးမျိုးဆိုတဲ့တရားလေးကိုအားရကြီးဝန်းထဲမှာဟောခဲ့တရားရှိခိုးတဲ့ပုဂ္ဂိုလ်တွေထဲမှာမိဘလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ကိုတရားမင်းကဘာလုပ်တယ်ရှိခိုးတယ်ပြိသိတရားမင်းရှိခိုးတာဘာလုပ်ကြွေးတဲ့သားကောင်းသမီးကောင်းဝမ်းသာစရာမကောင်းဘူးလားတရားမင်းကပြိသိမနဲ့တိုင်းမှာသူရဲ့ဝေဇင်နာပြတ်တဲ့ဘောကဆင်းတဲ့အခါကျတော့လက်ဆယ်မြထိမှမိုးပြီးတော့လူပြည်ကုန်ပြီးတော့မှရှိခိုးကြတော့ပါတဲ့အဲ့ဒါကိုမန္တလေးနတ်သားကမေးပါတယ်။အိုးအရှင်တရားမင်းပါကြောင့်ပစုကိုမြန်မြန်ပြီးတော့ဒီလိုရှိခိုးနေတာလေ။အဲ့ဒါလို့မေးတော့တရားမင်းကပြောပါတယ်။နတ်သားမန္တလေးအမောင်မန္တလေးဣမတမေမနုဿဘာဝေဟောဒီလူကြီးလူဘဝမှာပုံညကရာကောင်းမှုများစွာရှိတဲ့အထက်ကမန္တုပဋ္ဌာနာပိတုပဋ္ဌာနာမိဘနှစ်ပါးကိုလုံကျွေးနေတဲ့သားကောင်းသမီးကောင်းတွေကိုမိဘနှစ်ပါးကိုလုံကျွေးရင်ဘာကောင်းသားကောင်းသမီးကောင်းပြောစမ်းမအောင်ဘာကောင်းလဲမိဘနှစ်ပါးကိုလုံကျွေးမှသားကောင်းသမီးကောင်းနဲ့မိဘနှစ်ပါးကိုပြစ်ထားမယ်ဆိုရင်ဘာဆိုးတွေဖြစ်မယ်မနဲ့စရာမကောင်းဘူးလားဘဝရကျိုးရောနှက်ပါမလားတော့ပေါ့လားဘဝစရိယမင်းနှင်းဖလက်ဦးဆရာဖြစ်ပြီးစွာကျောင်းကဆရာမဆိုတာနောက်မှတွေ့ရတာကျူရှင်ကဆရာမဆိုတာနောက်မှတွေ့ရတာသင်္นานကသင်္นานမိုးကြီးတွေဆိုတာနောက်မှတွေ့ရတာအလောက်ကစီနီယာတွေမန်နေဂျာတွေဆိုတာမကြသေးခင်ကမှကိုယ့်ရဲ့ဆရာဖြစ်တာကိုလူဘဝရောက်စဉ်ကလေးကပြိတ္တရေကြီးကျင်ငယ်ဆုံးတက်အောင်သင်ပေးတာတခြားလားမိဘနှစ်ပါးလားသမီးကလေးတွေဆိုရင်တဏ္ဍခါလိမ့်တဲ့အောင်ကအစသင်ပေးတာအဝဇဝတ်တဲ့အောင်ကအစသင်ပေးတာတခြားလားအမေလားသားတွေဆိုရင်လည်းပဲပြိတ္တရေလူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်အောင်နောက်ဆုံးလူရသူရဝင်တဲ့စကလုံးတွေပြောတဲ့ဆိုတဲ့အောင်လူလိုသူလိုနေတဲ့အောင်သင်ပေးတာတခြားလားအဖေလားသဘောပေါက်လားဒီကနေ့ဒီကကြီးတို့လုံနေတဲ့အလုပ်တွေဒီလက်နှစ်ဖက်နဲ့လုံရလားမလုံရဘူးသွားနေတဲ့ခရီးတွေခြေထောက်နှစ်ချောင်းနဲ့သွားရလားမသွားရဘူးလားစဉ်းစားနေတဲ့အတွေ့အခေါ်တွေဒီအုံနောက်နဲ့မစဉ်းစားရဘူးလားအဲ့ဒီလက်နှစ်ဖက်အဲ့ဒီခြေထောက်နှစ်ချောင်းအဲ့ဒီအုံနောက်တွေပစုပေးလိုက်တာမိဘနှစ်ပါးပေးလိုက်တာပစုပေးလိုက်တာလေအဲ့ဒါကိုတချို့ပုဂ္ဂိုလ်တွေကပြိသိပြောပါတယ်အေးကိုလုံးနေရတာပဲအဖေတို့မေတို့တာအကူဝိုင်းအမလေးငါဘလို့ဖြစ်မှမယ်ဘယ်တော့ပဲချမ်းသာနဲ့ပြောလာမရဘူးလားအမေကိုလုံးနေတဲ့အလုံးကဘစုပေးလိုက်တဲ့လက်နှစ်ဖက်ကိုရှောင်းနေတဲ့ခရီးဘစုပေးလိုက်တဲ့ခြေထောက်နှစ်ဖက်နဲ့ကိုတွေးနေတဲ့အုံနောက်ကဘစုပေးလိုက်တဲ့အုံနောက်နဲ့သဘောပေါက်ရဲ့လားအကြီးမကြီးဘူးလားပြိတ္တရေဘာရာကျိုးနှက်ဖို့ဘဝရာကျိုးနှက်ဖို့ဘဝဆိုတာဒီကနေ့တို့ကဘာဘဝရထားတာကိုဘဝတော့ကိုတည်အောင်နော်ဘာဘဝရထားတာအေးဘဝရာကျိုးနှက်ဖို့ဆိုတာဘာဘဝရာကျိုးနှက်ဖို့လူဘဝရာကျိုးနှက်ဖို့ဒီလိုလေးသဘောပေါက်ရအောင်ဟုတ်လားမာတလီအမောင်းနန္ဒအမောင်းမာတလီနန္ဒ
Ima tabe manota bawe hori lubi luloga jire ma punya gara baya miaswa sadana dwe kamu miaswa shire tema madu badana bidu badana mibana mago laujwe nire tagau tami gau yuego aha taga konya ngagaja choga nama tami song sevya thima mo yue shiko lai pa bido tati Mibana ba lau chui bazuga shikore Tajame shikobi sumaro inzang na uzia lude chanzang na kozang na yuaro shin wen ban shin le ban shin nataka along ne ma bazuga chizo Tajame ngarang dogo shin ko yare soyin Ain't zong nagale dilai babi, chan zong nagale dilai babi, le zong nagale dilai babi. Hey, di aima shire mita zurega. Ngaruye ashin takin the jane long shiko yare lugong lumia. Tagang tamigong re sura. Ngaru ain't zong ne chan zong ne dui titayame. Tanyam lo turogo kong yore do ang liri ki ang. Jamayiri kang siwa lala badwe do da ang ngaru nadwe ma tao shire. Era brenda ye malai county ago party ago Eron kasabu de mola lady pitte do pitte county nauka hari ba ya twa le tho paut de mola county gonsoran the jamyan da shikho aung ni lai san ba inga mi ba na ba lo nyue pyu so sao shao me so yin the jamyan shikho de so ma ro ain saung ne mu se ya lo dei la chan saung ne mu se ya lo dei la ko yi jo manan li tat da La pala palo beu le paloဟုတ်လားအခုတော့ဟိုနဲ့ကြောက်ရဒီနဲ့ကြောက်ရမှာပေါ့မိဘမှာမလုပ်ကြွေးတာဘယ်သူမှမလုပ်ကြွေးတာဆိုတော့ကျိုးတခါကြီးတို့မိသားသားသမီးတွေကပြောတယ်တပည့်တော်တို့လည်းတက်တဲ့လောက်ကြွေးပါလေလို့ဘယ်လောက်ကြွေးလဲပြောစမ်းပါဟေးဘယ်လောက်ကြွေးလဲတက်တဲ့လောက်ကြွေးပါလေတက်တဲ့လောက်ဆောက်ရှောက်ပါလေပြောလာမပြောဘူးလားအမလေးအဲ့ဒီစကားတစိမ့်စိမ့်တွေးကြည့်စမ်းမှမိဘနေရာကနေရင်နာစရာကောင်းလိုက်တာငါတို့မိဘနှစ်ပါးသားသမီး9ယောက်10ယောက်4ယောက်3ယောက်စသလောက်မွေးထားသလောက်သားသမီးတွေကိုတတ်နိုင်သလောက်လေးမဟုတ်ဘဲနဲ့နင်းနဲ့ငါနဲ့အိမ်သူနဲ့အိမ်သားနဲ့လက်တွဲလို့မောင်တထမ်းမင်းတရွက်နဲ့တတ်နိုင်အောင်ကြိုးစားပြီးတော့ရှာဖွေကျွေးမွေးခဲ့တာအေးသူတို့အလဲရောက်မှငါတို့ကိုပါလောက်လေးတယ်ရှင်နာစရာမကောင်းဘူးလားနှစ်ယောက်တည်းက10ယောက်ကိုတတ်နိုင်အောင်ကျွေးခဲ့တာမွေးခဲ့တာစောင့်ရှောက်ခဲ့တာပညာတွေပေးခဲ့တာ10ယောက်က2ယောက်ကြမှာတတ်နိုင်တဲ့လောက်လေးဆိုတော့ပြိဿရေဘာနာစရာကောင်းလဲမိဘနှစ်ပါးပြစ်ထားမယ်ဆိုရင်ပြိဿရေတရားမင်းကတော့ရှင်ခိုးမှမဟုတ်ပါဘူးတဲ့ငရင်မင်းကလက်ရက်ခေါ်မယ်ဘယ်သူကလက်ရက်ခေါ်မယ်အရင်မင်းလည်းရခေါ်ပြီးဆိုမှတော့ပြည့်တဲ့ရမှတ်လိုက်မိဘပြစ်ထားတဲ့သာသမီသိရင်အပေါ်လားအောက်လားဒီထဲမှာအောက်သွားမဲ့သူတွေများလားအပေါ်သွားမဲ့သူတွေများလားအပေါ်သွားမဲ့သူတွေများပါလေဖေဟာဘုန်းကြီးရှိတော့ဒီလိုပဲဖြေကြတာပဲအိမ်ရောက်မှအဖေတို့ကအမေတို့ကလည်းပြန်မပြောဘူးလားပြောပါလေတော့ပေါ့လားဒါကြောင့်မလို့ပြိဿရေလူဘဝအရာကျွန်းတဲ့ပုဂ္ဂိုလ်ဆိုတာမနုဿတဘာဝတုံလဘဗုဒ္ဓဘာသာတုံလဘလို့ခေါ်တဲ့ဘုရားသာသနာပွင့်တဲ့အချိန်ဘုရားသာသနာထွန်းကားတဲ့အချိန်မှာလူဖြစ်ရတာဘဝအရာကျွန်းဘာဖြစ်တယ်နတ်တယ်ဆိုတော့သာသနာမရှိတဲ့အချိန်မှာလူဖြစ်ရင်စိုးစိုးကပြောတယ်ဘာအရာတာပဲရမယ်ကာမအရာတာပြောပြိဿဘာအရာတာအခုတို့တရားမှတို့ပြိဿတွေကဘုရားသာသနာရှိတဲ့အချိန်မှာလူဖြစ်လာကြတာဆိုတော့အယတနှမျိုးရတယ်ကာမအယတလည်းရတယ်လို့ဓမ္မအယတလည်းရတယ်ဘာယတဓမ္မအယတကတော့အင်မတန်ငြိမ်းချမ်းတဲ့သဘောရှိတယ်မငြိမ်းချမ်းဘူးလားအေးချမ်းတဲ့သဘောရှိတယ်ဘာသဘောဒါကြောင့်မလို့သူတော်ကောင်းကြီးတွေကပြောတယ်တရားအရာသာတွေ့သွားရင်တခြားအရာသာတွေမိသွားမှာပါတရားအရာသာတွေ့သွားရင်တခြားအရာသာတွေဘာဖြစ်သွားမှာလဲမိသွားမှာတိဋ္ဌထမင်းသားတောထွက်ခဲ့တာစင်းရဲလို့လားချမ်းသာလေးရလား
Ramba tuban turama shrinan tong zong ne prenai mau mau minh tàn chen yan bị rồi cái shimayin cái nhà đồ quê đồ xí gì cam bao này khăn gian này này ấy thì cha nhà ta lui của bà giàu sống đi rồi đôi thoa ra lên số đó bà nhà ta đuổi đoa luôn ta chẳng nói đi cái đồ mày đồ tia vô để xem mà đồ mà cái gì bên nó cái trên công khai cái nhóm khai đồ tia na đi ra bà nhà ta luôn chén luôn đúng bao giờ là tia nhà ta hà lý bà lóc đầu tất cả mọi người nhảy nhàng gì đấy số đó along ti để phan ta số Panada le, Pasura brede lulandre sala, Adishila, Paya mandila, Tia mandila, Tanga mandila, Taso Yerana Doma Pama Madi, Paya Madi, Tia Madi, Tanga Madi, brede lulandre sala, Trisani Tia Nala, Tia Naya Pale, Lu Tia Manaya. Chịပြောra màတရားမနာတဲ့ပုဂ္ဂိုလ်တွေကလူလားတိရစ္ဆာန်လားတို့ပြောပါမင်းနာမရှိမလားတိရစ္ဆာန်နေတရားနာလားတရားမလို့တရားနာတယ်ဆိုတာတရားအရသာငြိမ်းချမ်းတဲ့သဘောတွေရချင်လို့ဒီလိုမဟုတ်လားဒါကြောင့်မလို့ဖယားမှမသိရင်လူတိရစ္ဆာန်တရားမှမသိရင်လူတိရစ္ဆာန်တန်ခါမှမသိရင်လူတိရစ္ဆာန်တန်ခါဆိုလို့စိုးကအယတမစကားကြံနေခဲ့ပြတ်သွားတယ်ပေါ့သတိထားလိုက်ရွာတို့ရွာမှာဘာတယောက်ရှိတယ်လို့ပြောလိုက်ငမှုပရိသတ်ရေရွာရိုးကိုပေါက်6တောက်ပြီးတော့မှခါဖနဲ့ထိုးပြီးတော့ရှောက်အောင်တာဘယ်ကောင်းမှမဆိုင်ဘူးကဒီရွာတွေကြိုက်တဲ့ကောင်ထုတ်ခဲ့ကျန်တဲ့ကောင်နဲ့ငါနဲ့တွေ့တယ်ဟုတ်လားမိုက်တဲ့ကောင်ထုတ်ခဲ့ကျန်တဲ့ကောင်နဲ့ငါနဲ့တွေ့တယ်အကုန်လုံးရွာရိုးကိုပေါက်6ပစိုးခွင်းသားပြီးတော့မှဖနဲ့ခါချမ်းထိုးပြီးတော့မှအကုန်ရှောက်အော်ဟစ်စေးနေတာတရွာလုံးသူဘယ်စုံမှမဆိုင်တယောက်ပဲကြိုက်ဆိုင်ဘယ်သူလဲဖုံးကြီးဘယ်သူလဲကျောင်းကဆရာတော်ရွာဘူးဘုန်းကြီးညတော့သူကကြောက်တယ်အယတမားကအဖေလည်းပြောမရအောင်အမေလည်းပြောမရအောင်ဘယ်သူမှပြောမရအောင်ဘုန်းကြီးတွေ့တာလည်းဒီကောင်တုတ်မလုပ်တော့ဘူးကြီးတော့တာပဲအဲ့ဒါဖဏကင်ပြီးတော့မှဘစုခွင်းတိုင်းပြီးတော့တနေ့တော့ရွာကလူတွေလာရောက်တယ်ရှင်ဗျာဒီကောင်ကိုဆုံးမပေးစမ်းမအောင်တပည့်တော်ပြောလည်းမရတော့ရှင်ဗျာပြောရင်တော့ရမှာပေါ့ဘုန်းကြီးလူမိုင်ငါဘာမိုင်ငါမကောင်းတော့ပဲပေါ့ဟောဒါဆိုရင်အကြောင်းရှိတဲ့လူတွေမကောင်းဘူးမကောင်းပဲပို့လေဟုတ်လားလေဒီမကြီးများဒီရွာမှာနာရီမဖြစ်ဘူးဆိုတာရှိပါမလားမိဘတွေပါတည်ဘူးတယ်မဟုတ်လားမိဘတွေတည်တော့ပြိတ္တိအမွေတွေသားသမီးတွေမခွဲဘူးလားထမိန်စုံလေးတွေပစိုးစုံလေးတွေကြတော့ဤတီတိုင်းလိုလိုလိုက်ကားလိုလိုဇဝဲကင်းလိုလိုချုပ်ဆက်ပြီးတော့တည်ဖို့ဩရှင်ဗျာတဲ့တပည့်တော်အမေသုံးခဲ့တဲ့ဒီမှာထမိန်လေးယောဂီထမိန်လေးတဲ့မဝေးရသေးပါဘူးဗျာတဲ့ဝေးမလို့ဝေးချင်တယ်ဆိုတော့တပည့်တော်ဝေးပြီးတာဗျာတဲ့အဲ့ဒါမဝေးရသေးခင်တည်သွားတာရှင်ဗျာเจ้าမှာလိုတာလေးသုံးပါတဲ့ဘာလေးလာလို့ထမိန်ဘာလေးလာလို့ရှင်ဗျာတဲ့ဒီကရင်လေးကကျွန်းလေးပြင်းကလေးနဲ့လှုပ်ထားတာတဲ့အဖေမသေးခင်လေးအိတ်သွားတာတဲ့အဲ့ဒါကတင်လေးလာလှူတာတဲ့အဖေသေးကန်လေးထိသေးတဲ့အချိန်လေးဒီပေါ်မှာအိတ်သွားတာတဲ့ဘာလေးလာလို့လားဦးစင်ကစဉ်းစားတယ်အဲ့ဒီသူတို့အမေတွေဝက်သွားတဲ့ငကတ်တွေဆွဲတွေဘယ်ရောက်တော့ပါလဲအဲ့ကြောင်းထိုင်အဲ့ဒါစဉ်းစားနေတာဦးစင်ကဟုတ်လားရားတဲ့အမွေတွေကြတော့သားသမီးတွေခွဲစားပြီးတော့ထမိန်စုံနဲ့ကရင်စုံကြတော့ဘယ်ပို့လုတ်ဖို့တို့ဘိုးကြီးဘွားတွေကလည်းတော်တော်သနာစရာကောင်းပါဘူးနော်မကောင်းပဲပို့လေအဲ့ဒါကြောင်းပို့တာဟုတ်လားဒါကြောင့်မလို့ပြည့်တဲ့အဲ့ဒါတန်ဝေကယူခြင်းလည်းယူလို့ရတယ်ကိုရှာဝေရတဲ့စီစဉ်ဥစ္စာယရနာတွေအလုံးတစ်နေ့တော့မလုပ်ခဲ့ရလေထားခဲ့ကြရတယ်မထားခဲ့တဲ့ပစ္စည်းတွေကိုပြိတ္တရေထားတတ်ရင်တော်တယ်မထားတတ်တော့သာသမီတွေကအဝေတဲ့ရလားအဝေမတဲ့တော့ဘာဖြစ်လဲမဲသူတို့မဖြစ်ဘူးတဲ့အတိုင်းပဲအဝေမတဲ့တော့ဘာဖြစ်အဲ့ဒါထားတတ်ရင်တော့သာသမီစားတာပဲကိုရှာထားတဲ့စီစဉ်ဥစ္စာယရနာမထားတတ်တော့ရံဖြစ်တော့ဘယ်ရောက်ရောက်တော့ဘုရားစားဦးစင်မပြောဘူးရုံရောက်တော့ဘယ်လိုစားလဲအဲ့ဒါအကုန်လုံးကိုရှာထားတဲ့ဟာကိုစားမသွားလိုက်ရဘူးဘဝရာကျိုးနဲ့ရလား
ဉာဏ်ရှိပညာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဘုရားလမ်းစဉ်လိုက်တဲ့ကိုရှာဝေစုဆောင်တာတဲ့စီစဉ်ဥစ္စာယရနာတွေကိုဘုရားဆိုတဲ့ဘုရားသာသနာဆိုတဲ့အနုကမိကရွှေအိုးတွေမှာဒါနာဆိုတဲ့အရာဝတ္ထုတွေမြုပ်သွားတဲ့အခါကျတော့တန္တရာမှာတောက်လျှောက်လိုအပ်တယ်လို့သုံးလို့ရတယ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငါဟာနဲ့စုပြီးတော့တည်သွားတော့အကုန်လုံးနောက်ကသာသမီတွေဝေခွဲစားတောက်ကြအဝေမလဲတော့ရံဖြစ်တော့ရုံတော့ဟိုကောင်တွေအကုန်စားကဲကိုယ့်အတွက်အကျိုးရှိသေးလားထမင်းစုံနဲ့ကရင်စုံတော့ဘယ်ရောက်သွားလဲကြောင်းရောက်သွားတယ်ဦးဇင်းဒီကလာလို့ဦးဇင်းတက်တာပဲတို့ဒါမလို့နဲ့ကမညဘိုးကြီးပို့လိုက်မကောင်းလားဟုတ်လားထမင်းစုံနဲ့ကရင်စုံကြမှာတော့ဘိုးကြီးမှာဘာလုပ်မှာလဲဒါကြီးမိုင်းနေနော်လက်စော်လေးတွေခြေသီးလေးတွေကြတော့ညင်တော့မမြင်လိုက်ရဘူးတခါတည်းနော်ညင်တော့မမြင်လိုက်ရဘူးထမင်းစုံနဲ့ကရင်စုံကြတော့အဲ့ဒါမကောင်းကြောင်းပို့အခုလဲအဲ့ဒါအရှင်ဘုရားဒီကောင်ကိုဆုံးမပါဦးဒီအရက်သမားမှုပြီးသေးဘူးဗျာဒီကောင်ကိုဆုံးမပါအောင်ဘုန်းလာကြတော့အေးလုံစမ်းကွာမနေ့ကညနေကျရင်ငါဒီကောင်လမ်းထိပ်ကထွက်ဆောက်နေတာကျောင်းရှိကထွက်ဆောက်နေတာဘုန်းကြီးကကျေလုံးကြိုင်ပြီးကျောင်းရှိကထွက်ဆောက်ညနေ4 နာရီ5 နာရီမောင်ကြီးတွေ့ကြဒီကောင်လာပြီးအစိုးခွင်းတိုင်းပြီးတော့အော်ဟေ့ဘူးယူလာတယ်အဲ့ဒါဘုန်းကြီးကကျေလုံးနောက်ပြပြီးတော့မှဟဲ့ကောင်လာအောင်လို့ဒီကောင်သိတယ်ဘူးတာပါတယ်ဘုန်းကြီးနောက်ကကျေလုံးသူပဲရှင်မြင်လိုက်မသိဘူးဘုန်းကြီးမြင်တာနဲ့ဘာလုပ်တာထွက်ပြေးတာဘုရားမဘာဖြစ်လဲထွက်ပြေးတာဘုန်းကြီးကလည်းနောက်ကလိုက်တာပြိဿရေဘယ်နဲ့တောင်မပါရှာဟဲ့ကောင်မင်းမပြေးနဲ့နောက်ကကျေလုံးနဲ့လိုက်ရတာအဲ့ဒါငမိုးကအော်ပြီးတော့ပြေးတာပြိဿရေဘလို့ပြေးလဲအော်ပြီးတော့ပြေးတာရိုးမပြေးဘူးယရဏနှစ်ပါးကေတော်မူပါဗျာယရဏနှစ်ပါးကေတော်မူပါဗျာယရဏဘဏ္ဍပါပဲအဲ့ဒါရွာရဲ့လူကြီးတွေကထွက်ကြည့်တယ်ဟဲ့ကောင်မူယူနဲ့ဘာတွေလျှောက်ပြောတာငရဲရတော့ယရဏသုံးပါကွာခင်ဗျားပထွေနောက်ကလိုက်လာတယ်ယရဏဘဏ္ဍပါရှိတယ်သုံးပါရှိတာအဲ့ဒါငမိုးကကျင်းလုံးနဲ့လိုက်တော့အော်တာယရဏနှစ်ပါးကဲပါဗျာယရဏနှစ်ပါးကဲပါဗျာဒီကောင်ငမိုးမယူနဲ့လျှောက်ပြောတာငရဲကြတော့မှာပဲယရဏသုံးပါကွာခင်ဗျားတန်ကားယရဏခင်ဗျားပထွေကနောက်ကလိုက်လာတယ်တွေ့ဦးလားငမိုးလောက်တော့နားမလဲလူကြီးစီဟုတ်လားဒါကြောင့်မလို့ပြိဿရေဒီစကားဘယ်ရထွက်လဲဘယ်ရထွက်လဲငမိုးကထွက်သွားတယ်နော်ဒါကြောင့်မလို့ပြိဿရေဘဝအရတော်တယ်ဘဝရကျွန်းနဲ့တဲ့ပုဂ္ဂိုလ်ရလူဘဝမှာကောင်းကောင်းမွန်မွန်ပြိဿရေနေကြထိုင်ကြတဲ့ယရဏသုံးပါးစိကပ်ပြီးတော့မှဘုရားလဲကိုယ်ွယ်တရားလဲကိုယ်ွယ်ဘုရားမှန်သိတရားမှန်သိသံဃာမှန်သိပြီးတော့ကောင်းကောင်းမွန်မွန်နေထိုင်ကြတဲ့ပြိဿရေဘာရကျွန်းနဲ့တဲ့လူဘဝရာကျွတ်လက်တယ်ဒီလိုမို့လားအဲ့ဒါအရှင်ဥပဒေနာကိုရောမြေကြီးကသူ့ဘဝသူပြန်စဉ်းစားတာဩငါဘဝရတော်လိုက်တာဘာတော်လိုက်တာဖျားပွင့်တဲ့ကာလမှာဘာဖြစ်ခွင့်ရလို့လူဖြစ်ခွင့်ရလို့ဒကာကြီးတို့မကြီးများဒီကနေ့ဒါနာအကြောင်းသိတဲ့လောက်မသိဘူးလားသီလအကြောင်းကောဘာဝနာအကြောင်းကောအလိုတန်းတွေတော့မလုံးဘူးလားအခုလိုတရားပွဲခြင်းပါတရားနာတဲ့အခါကျတော့ပြိဿရေတရားအသိတွေမတိုးဘူးလားတရားအသိတိုးတဲ့အခါကျတော့အသိတရားတွေရှိလာတယ်အသိတရားတွေရလာတဲ့အခါကျတော့ပြိဿရေဘဝမှာနေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတဲ့နေတတ်တော့အသိမြတ်တယ်နေတဲ့ရင်ပါမြတ်လေမနေတဲ့မထိုင်တဲ့မနေတတ်တဲ့ပုဂ္ဂိုလ်တွေကသိတဲ့အခါကျရင်ပူပူလောင်လောင်ကြောက်ကြောက်ရွံ့ရွံ့တုံတုံချီချီနဲ့သိရတယ်အသိမမြတ်ဘူးအသိမမြတ်ရင်ဘယ်ရောက်မလဲအောက်ရောက်အသိမမြတ်ရင်အသိမြတ်ရင်အပေါ်ရောက်မယ်သဘောပေါက်ရဲ့လားဒါကြောင့်မလို့ရှင်ဥပဒေနာကိုရမြတ်ကြီးကဘုဒ္ဓဘာသာနဝမကမှာမနုဿတဘာဝလူဖြစ်တဲ့ဆိုတာပြိတ္ရေဘဝရာကျွတ်နဲ့တဲ့ဒီကနေ့တရားနာပြိတ္ရေဒုဝဒုပြန်ကြည့်ကြစမ်းမှာလူဖြစ်တဲ့ကာလမှာဘုရားသာသနာရှိလားမရှိဘူးလားဒါနာကြောင့်သီလကြောင့်ဝိပဿနာအကြောင်းတွေသမထဘာဝနာအကြောင်းတွေပြိဿရေသိဝင်ရလာမရဘူးလားဘုရားသာသနာကိုပြိဿရေကြီးညိုရင်ကြီးညိုတလို့ဘုရားသာသနာကချင်းချင်းနဲ့ကောင်းကျိုးတွေရမှာလားမရမှာလားအဲ့ဒါအခွင့်အရေးပဲတချို့ဘုရားသာသနာနဲ့မတွေ့နိုင်ဘူးလူဖြစ်သွားတယ်ဘဝရကျိုးမနှက်ဘူးကာမအယတာခံစားသွားလိုက်တဲ့ဓမ္မအယတာတွေ့သွားလားဒီကနေ့ဦးဇင်းတို့တွေဒီမိုင်းများကာမအယတာလည်းရတယ်လို့ဓမ္မအယတာတွေကရောရှာနိုင်ရင်ရှာတယ်လို့မရနိုင်ဘူးလားကိုလုံးရင်လုံးနိုင်တယ်လို့မရနိုင်ဘူးလားသဘောပေါက်တယ်နော်ဒီဘဝမှာတဲ့နေနိုင်ရောက်အောင်ယဟန္တာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားကြိုးစားရင်ဘာလို့ဖြစ်เสียမဖြစ်เสียအကြောင်းမရှိဘူးပြိတ္တိသဘောပေါက်တယ်နော်ဒါကြောင့်မလို့ဆိုလိုက်စမ်းမှာဖယားဖွင့်ရလူဖြစ်လာတတာပါမအယတော်မီဘ
ဘာပါမတတဆိုတာယုံကြည်တာမဟုတ်လားဘာကြည်တာလဲယုံရင်ကြည်တယ်မယုံရင်မကြည်ဘူးဟုတ်လားဖျားပေါ်ယုံရင်တရားပေါ်ယုံရင်တန်ခါပေါ်ယုံရင်ကြည်တယ်ဘာကြည်တာလဲစိတ်ကြည်ပြောဟိဘာကြည်တာလဲဩဖျားသာသနာနဲ့ငါတွေ့ရတာရှင်းလိုက်တာဒါနတွေပြုခွင့်ရတယ်သီလတွေစောင့်တည်ခွင့်ရတယ်ဝိပဿနာတွေအားထုတ်ခွင့်ရတရားတွေနာခွင့်ဟောရနတ်ပြည်မှာနတ်သန်းနတ်သမီးတွေပြိတ္တရေတရားနာခွင့်မရှိစွန့်လောင်ခွင့်ပရိဟိတလုပ်ခွင့်ရကြိုးရွာကြိုးဆောင်ရွက်ခွင့်တရားအားထုတ်ခွင့်နတ်ပြည်မှာဓမ္မဂရိကရှိလားမိုးကုတ်ဆရာတော်မိုးကုတ်နီမာစီနီပြနိုင်တဲ့ဓမ္မဂရိကဆရာတော်တွေကရှိရလားဟောလူပြည်မှာမရှိဘူးလားဒါကြောင့်မလို့လူပြည်မှာတရားအားကောင်းရင်ကောင်းသလောက်ပြိတ္တရေကောင်းကျိုးတွေမရဘူးလားဒါကြောင့်မလို့တရားအယတ္တအင်မတန်ငြိမ်းချမ်းတယ်ဆိုတာဒါပြောတာစောစောကဖတ်နှစ်သားလေးတိရစ္ဆာန်တောင်မှဟောတရားတန်လေးကြားရင်းတဲ့တခါတည်းနွားเจ้าသားကနွားရိတ်တဲ့အချိန်လုံးနဲ့ထောင်းမိလိုက်တာဖားလေးပါဖြစ်သွားတယ်အသက်ထွက်သွားသေးသွားဘယ်ရောက်သွားလဲဆိုတော့လက်ပြည်ရောက်သွားလက်ပြည်ရောက်တော့ဘဝေနိဗ္ဗာန်လုံးတရိဉာဏ်လို့ခေါ်တဲ့လက်တို့ရဲ့ဉာဏ်နဲ့ပြန်ဆင်ញလိုက်တယ်ငါအရင်ဘဝကဘာဖြစ်တာလဲဟာငါဖားပဲဖားဆိုတာတိရစ္ဆာန်ဖြစ်တဲ့ဖားဖြစ်ခဲ့တဲ့ငါကဘာကြောင့်ဒီနတ်ပြည်နတ်ဘုံမှာကောင်းကျိုးတွေခံစားနေရတာလဲပြန်ကြည့်လိုက်တော့ဩတရားအရသာကြောင့်ပဲဘာရသာဟာကလေးကလက်ွယ်ထဲမှာနေရင်းနဲ့ယခုလိုသူ့ရဲ့မလန်းမကန်းပါတရားပေါ်လေးကျင်းပတဲ့အတန်ကြတော့ဖားဆိုတာတရားမှန်ကိုသိရလားတရားဟောနေတယ်ဆိုတာကိုသိရလားလူလားတိရစ္ဆာန်လားအဲ့ဒါမသိပေမဲ့ဒီအတန်ကတခြားအတန်တွေနဲ့မတူဘူးအင်မတန်တာရတယ်ဆိုတော့ဖားလေးကငြိမ်ပြီးတော့အာယုံပြုတ်နေတဲ့အချိန်မှာနွားကြောင်သားကတခါတည်းကြိမ်လုံးနဲ့ထောက်လိုက်တာဖားတီတော့ဘယ်ရောက်သွားလဲတခြားအရသာလားတရားအရသာလားဟောတရားကြီးတွေမကြီးများဖားဘဝဒုဘဝနှစ်ခုရှင်ပြီးတော့ဖားဘဝအထက်အစပေါင်းမြောက်များစွာဒုဘဝတာနေလားမတာနေဘူးလားတရားနာရင်လည်းသိရင်မမြတ်ဘူးလားခုတရားနာပြီးသိရင်လည်းပေါ့ဒါဆိုတရားနာပြီးလို့သိရင်မြတ်တယ်သိခြင်းလားဒုက္ခပဲဒီကိုတော့ဟုတ်လားတရားနာရင်လည်းသိရင်ပဲရောက်ရသိခြင်းလားလောကမှာသိခြင်းတဲ့သူရှိရလားမသိခြင်းလည်းဘာဖြစ်နေကြသိနေကြအိုခြင်းတဲ့သူကရှိရလားမအိုခြင်းလည်းမနာခြင်းတဲ့သူကရှိရလားမနာခြင်းလည်းကိုယ်လိုလိုက်တာလားသူ့သဘောသူဆောင်တာတခြားလားအနတ္တလက္ခဏာလားဟောပြိဿရေတရားဆိုတာအဲ့ဒါပဲဘယ်စကားကပြောကောက်တဲ့ရင်အလုံးကဘာတွေကြည့်ပဲလဲတရားတွေကြည့်ပဲသဘောပေါက်ရဲ့လားကျင့်ဖို့ကျင့်နေရဲ့လားဒါကြောင့်မလို့ဘုရားသာသနာနဲ့တွေ့ပြီးတော့တရားအားကောင်းရင်ကောင်းသလောက်ကောင်းမှုကောင်းကျိုးတွေတိုးမလားမတိုးဘူးလားဒါကြောင့်မလို့ဆိုလိုက်ပါဘုရားပွင့်ရလူဖြစ်လာတရားပါမအရတော်မီအရတော်မလူဘဝအရာကျိုးနှပ်ပါမည်ဘယ်နှမျိုးပြောမယ်လို့ပြောတာခုတစ်မျိုးပဲပြောတယ်နာယီကိုကြည့်လိုက်တော့ကိုနာယီခွဲတိတိရှိသွားပြီကိုနာယီခွဲသိမ့်မဲလို့ကျင်ညာထားတဲ့ဒီကိုတော့တရားသိမ့်ရမှာလားကျန်တဲ့သုံးမျိုးစပ်ပြောရမှာလားမဲခွဲမဲဟိမဲခွဲမဲဒါမှမဟုတ်တခါကြီးဥသိမ့်လိုက်နောက်နေ့မှစက်တွေမကောင်းဘူးအဲ့ဒါမဲဆွဲတယ်လို့ခေါ်တယ်ဘာဆွဲတာအဲ့ဒါမဲဆွဲတာစောစောကမဲခွဲတာဟုတ်လားအခုကဘာဆွဲတာလေးမျိုးပြောမှတစ်မျိုးပဲပြီးသေးတယ်9နိုင်ခွဲသွားပြီဘိုးဘက်တွေပြန်ရအောင်မယ်စောစောကပြောတဲ့ရွာတွေဟုတ်လားပြန်ကြရအောင်မှာဒါထွေးလာကြီးတွေနဲ့ဘာတွေနဲ့ပြန်ကြရအောင်မှာကားတွေနဲ့ဆိုင်ကယ်တွေနဲ့ပြန်ကြရအောင်မှာဆိုတော့ကျန်တဲ့3မျိုးနောက်နေ့မှပြန်မကောင်းလားကိုရောနောက်နေ့မသိကြဘူးနော်ဘယ်နဲ့ပလင်းကိုရောဘယ်နဲ့ပလင်းလဲ6ပလင်းဘယ်နဲ့ကလဲအခုလမ်းနေပြီလားလမ်းမလန်း3မျိုးဆက်ပြီးတော့ဟောပါအောင်မယ်နောက်တကဘဝရံကျုံနဲ့တဲ့ပေါ်ကိုယ်လေးဆိုတာပြိဿယရဏ3ပါးကိုစိကတ်နိုင်ကြတယ်ယရဏ3ပါးကိုစိကတ်ရင်ဘာရကျုံနဲ့တဲ့ဟ
ဝါရကျုံနဲ့အရှင်ဥပဒေနာကိုရောမြတ်ကြီးကသူ့ဘဝသူပြန်ကြည့်လိုက်တဲ့အခါကျတော့ငါသည်အမိဝမ်းကထွက်ကြတဲ့ကအသိဉာဏ်ရှိတဲ့လူဝမ်းကစလို့ယခုချိန်တိုင်အောင်ယနေ့ချိန်တိုင်အောင်ဘုရားဘောယုံကြည်တဲ့တရားဘောယုံကြည်တဲ့သံဃာဘောယုံကြည်တဲ့ဘုရားဘောမစောကံခဲ့ဘူးတရားဘောမစောကံခဲ့ဘူးသံဃာတွေအပေါ်မှာမစောကံခဲ့ဘူးငါရဲ့တဏ္ဍယရဏသုံးပါအမြဲတမ်းကိန်းနဲ့ဘဝတည်တဲ့ဘဝဩလာဘဝတ္တမေငါဘဝအယတော်ပေစွတကားဘုဘဝကိုပြန်ကြည့်တော့ဒီဖြစ်ပြီးတော့အရှင်ဥပဒေနာယဟန္တာကိုရောမြတ်ကြီးကဘဝအယတော်တဲ့အကြောင်းတွေတယောက်တည်းထိုင်တွင်းနေတာဒီကနေ့အလုံးတရားနာပြေနာပေါင်းတော်ကောင်းတို့တွေလည်းပဲမွေးလိုက်တဲ့အဖေနဲ့အမေကဘာသာဗုဒ္ဓဘာသာတို့တွေလည်းဘာသာဘုရားတရားတန်ခါမယုံကြည်ဘူးလားဘုရားတရားတန်ခါမစည်းကပ်ဘူးလားယရဏသုံးပါးစည်းကပ်ရဲ့ဘာရာကျုံတဲ့ဘဝရာကျုံတဲ့သူတဲ့ဒါကြောင့်မလို့ဆိုလိုက်ပါအောင်ဘုရားကိုကွယ်တကုတ်ကျွေအပေမကြနိဗ္ဗာန်ယာတရားကိုကွယ်ပညာကျွေအပေမကြနိဗ္ဗာန်ယာတန်ခါကိုကွယ်ဥစ္စာကျွေအပေမကြနိဗ္ဗာန်ယာယရဏသုံးပါးကိုစိကကိုးကွယ်ရဲ့အပေမကြဘူးတဲ့ဒါမှမညာဒါကြောင့်မလို့လူတွေသိရင်နာရေးအိမ်မှာဘာတင်ကြပြောဘာတင်ကြကြောက်မြန်းကြောက်သွားလားမလန့်နဲ့ကြောက်စရာမလိုဘူးအားလုံးဘာဖြစ်ကြရမှာဟောပြောမှာပို့ဆိုးဟုတ်လားအားလုံးဘာဖြစ်ကြရမှာယရဏသုံးပါးတရဏဂုံတင်နေဆိုတာမိမိရဲ့နှလုံးသားတွေကိုဘုရားတရားတန်ခါစီရီတွေတင်လိုက်ကြမဟုတ်လားအဲ့ဒီယရဏသုံးပါးအမြဲတည်တဲ့ပုဂ္ဂိုလ်ကကြိုက်တဲ့အချိန်သေးပါတဲ့အုတ်မရောက်တော့ဘူးတဲ့ကဲဒါဒီမှာကြီးများကျင့်တတ်စရာမကောင်းဘူးလားယရဏသုံးပါးကိုကိုးကွယ်ယုံလေးစိတ်ကယုံလေးဘယ်တော့မှမစော်ကားပဲနဲ့နေထိုင်နေကြိုက်တဲ့အချိန်မှာကြိုက်တဲ့ပုံစံနဲ့သေးပါတဲ့ဘယ်မရောက်တော့ဘူးလဲအပေဆိုတဲ့အောက်ကိုမရောက်တော့ဘူးတဲ့ဒါကြောင့်မလို့ဆိုလိုက်စမ်းပါသုံးပါးယရဏစိကပ္ပဘဝအရာကောင်းသည်သုံးပါးယရဏစိကပ္ပဘဝအရာကောင်းသည်အရာကောင်းမှာလူဘဝဘဝအရာကျွတ်နှပ်ပါမည်တချို့ပြိဿရဲ့လူဘဝမှာလူတော်ဖြစ်ပါတယ်ဘုရားမကိုးကွယ်ဘူးတဲ့တရားမကိုးကွယ်ဘူးတဲ့တန်ခါမကိုးကွယ်ဘူးတဲ့ဘုရားတဲ့တန်ခါယရဏသုံးပါးမကိုးကွယ်တဲ့ပုဂ္ဂိုလ်ကပြိဿရဲ့ခံမှန်းပြီးတော့ကြည်လိုက်ကောင်းတာနဲ့မကောင်းတာဘုရားလုပ်တော့မလဲသဘောပေါက်ရဲ့လားကျင့်တတ်တယ်နော်ယရဏသုံးပါးကိုးကွယ်တဲ့မိသားစုအိမ်တွေရွာတွေလူတွေဆိုတာကောင်းတာတွေပဲရွေးပြီးတော့မလုပ်ဘူးလားသဘောပေါက်ရဲ့လားဆိုတော့ကိုယ်အိမ်မှာမင်္ဂလာဘလို့ပွဲပဲလှုပ်ယရဏသုံးပါးအမြဲတမ်းပါလားမပါဘူးလားနေ့တိုင်းဘုရားကိုယ်ွယ်တရားကိုယ်ွယ်တန်ခါကိုယ်ွယ်တော့အနည်းဆုံးတော့ဘုရားဆွမ်းတော်လေးကတ်လာမကတ်ဘူးလားနေ့တိုင်းဆွမ်းမလို့မလားအလဲကျဆွမ်းကြိတ်တွေမချက်ဘူးလားတရားပွဲတွေမနာဘူးလားအေးတာရင်နာရင်အလူတန်းနေရှိလားမရှိဘူးလားတခြားလားအဲ့ဒါကုသိုလ်တွေလားဘဝရာကျိုးလက်စေတဲ့အလုပ်တွေလို့မိမိကိုယ်ကိုမိမိပြန်တွေးပြီးတော့နောင်တရမှာလားပီတိဖြစ်ရမှာလားသဘောပေါက်တယ်နော်ဒါကြောင့်မလို့ဆိုလိုက်ပါသုံးပါးယရဏစိကပ္ပဘဝအရာကောင်းပြီအရာကောင်းမှာလူဘဝဘဝအရာကျွတ်နှပ်ပါမည်အရှင်ဥပဒေနာကိုရောမြတ်ယန္တာကိုရောမြတ်ကြီးကနောက်တဲ့နံပါတ်3ထပ်ပြီးတော့ဘဝကိုဆင်ញင်သုံးသပ်လို့စဉ်းစားတော်မူပါတဲ့ဥဒံကျူတော်မူပါတဲ့အဲ့ဒါပြည့်တဲ့ပါဠိဆိုတော့ဘဝမှာနေတဲ့ထိုင်တရမယ်ဘာဖြစ်ရမလဲတချို့လူတွေမနေတဲ့မထိုင်တတ်ဘူးတချို့လူတွေကနေတဲ့ထိုင်တတ်တယ်နေတဲ့ထိုင်တတ်ရင်ပြိဿရဲ့ဘဝရတာရာကျိုးနဲ့တယ်မနေတဲ့မထိုင်တတ်ရင်ဘဝရာကျိုးမနှက်ဘူးစောစောကပြောခဲ့တယ်မနေတဲ့ရင်အသေးလေမမြတ်ဘူးနေတတ်မှအသေးလေရတယ်အဲ့ဒါတခြားအစွမ်းလားတရားအစွမ်းလားပြိဿရဲ့မှတ်လိုက်တရားဆိုတာမတရားသေးလို့နေရမယ့်အချိန်မှလည်းနေတတ်တယ်မနေရတော့လို့တရားတော့မယ်ဆိုလဲသူကအသေးမြတ်တယ်တရားဆိုတာဘာဆိုတာမတရားသေးလို့နေရအောင်မယ်ဆိုရင်လည်းအနေတက်တယ်နေတက်ထိုင်တက်ပြောတက်ဆိုတက်လူရဝင်တယ်ပေါ့မနေရတော့လို့တရားတော့မယ်ဆိုလဲဘာမြတ်လဲအသေးမြတ်တယ်တခြားလားတရားလားကာမအယတာကအဲ့လိုအကျိုးမရှိဘူးကာမအယတာဟာပြည့်တဲ့လူကိုပူလောင်စေတယ်ဟုတ်လားဒုက္ခဖြစ်စေတယ်
လောင်ကျွမ်းစေတယ်တရားအရာသာကြတော့ငြိမ်းချမ်းစေတယ်အေးချမ်းစေတယ်စัจ jin ပဲဖြစ်တယ်ဒါကြောင့်မလို့ငြိမ်းချမ်းအေးချမ်းခြင်းကာမအရာသာကိုခွာဓမ္မအရာသာကိုရှာအေးပူလောင်ခြင်းတပတ်ဆိုရင်တော့တရားအရာသာကိုခွာလိုက်ကာမအရာသာကိုမလုပ်လိုက်ရှာလိုက်ကိုကြိုက်တဲ့ကိုလုံးခွင့်ရှိမရှိဘူးလားလူဘဝဟာကိုကြိုက်တာကိုလုံးခွင့်ရှိလားမရှိဘူးလား30ဘဝမှာဒီမိုကရေစီအရာဆုံးဘဝဟာလူဘဝဘာမှချုပ်ချယ်ထားတာမရှိဘူးဟုတ်လားဒါဒီမိုင်းညာ၅ပါးသီလကိုမဖြစ်မနေစောင့်ရမယ်မစောင့်ရင်ဒဏ်ရိုက်မယ်လို့ဘုရားဟောခဲ့လားတင်တို့၅ပါးသီလကိုစောင့်ရင်ဒီလိုကောင်းကျိုးတွေရှိတယ်၅ပါးသီလကိုမစောင့်ရင်ဒီလိုဆိုးကျိုးတွေရှိတယ်ဆိုဒီလိုပဲအကောင်းအဆိုးအကြောင်းကျိုးလေးပဲပြပြီးတော့ဘုရားလမ်းညွှန်ပေးခဲ့တာတရားရှိတဲ့ပုဂ္ဂိုလ်ကတရားအယတန်ရှာပြီးတော့တရားအနည်းတဲ့ပုဂ္ဂိုလ်ကကာမအယတန်နဲ့ပဲဘဝကိုဒီကုန်းချုပ်သွားတော့ဟောပရိသတ်ရဲ့အပေါ်နဲ့အောက်ပဲရောက်သွားတယ်အောက်ရောက်သွားတယ်ဘဝရာကျိုးနှက်သွားရဲ့လားဘဝရာကျိုးနှက်တဲ့ပုဂ္ဂိုလ်တွေကဘဝရာကျိုးနှက်သွားတဲ့ပုဂ္ဂိုလ်တွေကပရိသတ်ရဲ့ဘဝမှာဘာဖြစ်တယ်နေတတ်ထိုင်တတ်တယ်အရှင်ဘုရားနေတတ်ထိုင်တတ်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေလဲဆိုတော့မိမိကြောင့်သူတစ်ပါးဒုက္ခမရောက်အောင်နေတာနေတတ်ထိုင်တတ်တာမိမိအလိုကြောင့်ပဝန်းကျင်မစင်ရဒုက္ခမရောက်စေဘူးမိမိအပြောကြောင့်သူတော်ဘာမထိခိုက်စေဘူးမိမိအတွေ့တွေကသူတော်ဘာထိခိုက်စေမဲ့အတွေ့တွေမဟုတ်ဘူးတဲ့မိမိကြောင့်သူတော်ဘာဒုက္ခမရောက်စေအောင်နေနိုင်ရင်လူဘဝမှာနေတတ်ထိုင်တတ်တာကိုကြောင့်သူတော်ဘာဒုက္ခမရောက်ခြင်းတဲ့မရောက်စေတဲ့ပုဂ္ဂိုလ်ကပြိတ္တိပါဏာတိပါဒတုတ္တတဟုတ်မလားအဒိဏဒါနဒုစခိုးမလားကာမေတုမိစ္ဆာဆိုတာသူများတမယဆော့ကောင်းအောင်မလားမုဒ္ဒဝါဒသူများကိုလိန်အောင်မလားသုရမေတ္တာယဖယားမကြိုက်အညာမကြိုက်မယားလည်းမကြိုက်တဲ့အရက်ကိုတောက်အောင်မလားမဲဖယားလည်းမကြိုက်ဘူးအများလည်းမကြိုက်ဘာလည်းမကြိုက်ဘူးစာမှာတော့မရမ်းပါဘူးကိုယ်ကိုထည့်ပြောလိုက်တာပြီးရောဖယားလည်းမကြိုက်ဘူးတဲ့အများလည်းမကြိုက်ဘူးတဲ့ဒါကြီးတို့ပါမယားလည်းမကြိုက်ဘူးတဲ့အမေတို့ကငြိမ်းနေတို့မယားတွေကကြိုက်တာမလားအမေဟဲတဲ့တကယ်ကြီးလက်အသက်ဘယ်လောက်ရှိလဲလက်အသက်80ကျော်လောက်ပြီ80ဒီဘော80ဆိုတော့80ကျော်သွားတာပေါ့မှန်ပါတယ်လက်ရဟဲတဲ့မလျှော့သေးဘူးနဲ့တူတယ်ဒီမကြီးကကြိုက်ကုန်ရတယ်နော်ဒါကြောင့်လို့ပြိဿရေဘဝမှာနေတတ်ထိုင်တတ်တဲ့ပုဂ္ဂိုလ်တွေကပြိဿရေအဲ့ဒါလုံးမိမိကြောင့်သူတော်ဘာဒုက္ခရောက်စေတဲ့နိဒာစေတဲ့အပြုအမူအပြောအဆိုအကြံစီအတွေးခေါ်တွေကိုဘယ်တော့မှမလုပ်တော့ဘူးလေသဘောပေါက်ရဲ့လားဒါကြောင့်မလို့ဆိုလိုက်ပါငါကိုမိကမြတ်သူကချမ်းသာပါမအနေကောင်းပြီမိမိကြောင့်သူတော်ဘာချမ်းသာစေရမယ်ဒီနေ့တခါကြီးဦးသိန်းလွင်တို့မိသားစုကိုအကြောင်းပြုလို့ဓမ္မသဘင်လေးအင်းတိုင်းအဲ့ကိုယ့်ရဲ့အင်အားလေးနဲ့ကိုယ့်အိမ်ရှိမန္တလေးမှာတရားပွဲလုပ်လိုက်တော့တရားနာပရိသတ်တွေတရားအသီးတွေတိုးလာမတိုးဘူးလားတရားဒီစင်းရဲမှလားချမ်းသာမှလားချမ်းသာစေတာအဲ့ဒါကိုဘုရားမြတ်စွာကအရှင်ဥပသေနယန္နာကိုရောမြတ်ကြီးကဘာတတ်တာလို့ပြောတာအနေတတ်တာဘာတတ်တာလဲဆိုလိုက်ပါငါကိုမိကမြတ်သူငါချမ်းသာပါမအနေကောင်းကြီးအနေကောင်းမှလူဘဝဘဝရာကျိုးနှက်ပါမည်ဘဝရာကျိုးနှက်တဲ့သူတဲ့ဘယ်နှမျိုးရှိသွားပြီလဲ3မျိုးရှိသွားပြီမလဲ4မျိုးလို့သူကပြီးရှင်ဘယ်နှမျိုးလဲနံပါတ်1တရားပွင့်တဲ့ခေတ်မှာဘာဖြစ်တာတို့အခုဘာဖြစ်နေတာကိုယ့်ကိုလူဆိုတာသိလားလူဆိုရင်မကောင်းတာမလုပ်ဘူးလေဟုတ်လားလူဖြစ်တာဘဝရာကျိုးနှက်တယ်ဆိုလူဖြစ်အောင်ဝေးခဲ့တဲ့မိဘနှစ်ပါးတခါတည်းတွေ့သိလားဟုတ်လားဘယ်လိုမှများဘိုင်းချက်လဲဟေးလို့မေးရင်စက်သားလို့ပြောရင်စက်သားကြီးပဲလားစီလေးပြားလေးမပါဘူးလားအနည်းဆုံးတော့စားတော့အများကြီးတော့ပါဘူးလားဘောပေါက်လားဟေးညီပါထမင်းဘာစားနေရလဲထမင်းစားနေလို့ပြောပြီးမှထမင်းကြီးပဲဟုတ်ရဲ့လားဟင်းရောမပါဘူးလားအပြည့်တူစားလေးပါဘူးလားလူဖြစ်ရကျိုးလို့ပြောလိုက်တာနဲ့လူဖြစ်အောင်ဝေးခဲ့တဲ့မိဘနှစ်ပါးကိုတခါတည်းတွဲပြီးတော့သိဖို့လုံးမလို့လိုပါတယ်နံပါတ်1ဖျားပွင့်တဲ့ခေတ်မှာလူဖြစ်ရကျိုးနှက်ပြီးတော့တရားတရားရှိတာဘဝရကျိုးမနှက်ဘူးလားနောက်တစ်ခါနံပါတ်2ဘာ3ပါးကိုစိတ်ကပ်နေတာဘာရကျိုးနှက်တာနောက်တစ်ခါနံပါတ်4မိမိကြောင့်ပဝန်းကျင်သူတော်ဘာချမ်းသာအောင်နေတတ်ထိုင်တတ်ရင်ဘာရကျိုးနှက်တာဒါဆိုရင်4မျိုးတဲ့ဘယ်နှမျိုးပဲကျန်တော့လဲ
တမျိုးပဲကျန်တော့တယ်ဆိုလိုက်ပါခန္ဓာဇတ်သိဒုက္ခညေနိဗ္ဗာန်ကိမ့်မအသေးကောင်းသည်ခန္ဓာဇတ်သိဒုက္ခညေနိဗ္ဗာန်ကိမ့်မအသေးကောင်းသည်အသေးကောင်းမှလူဘဝဘဝရာကျွတ်နှစ်ပါမည်အရှင်ဘုရားသေနာယနာကိုရောမြတ်ကြီးကသူ့ဘဝသူပြန်ကြည့်လို့တွေးလိုက်တဲ့အခါကျတော့သူ့ဘဝသူအကြောင်းပြန်စဉ်းစားလိုက်တဲ့အခါကျတော့သူ့ရဲ့တဏ္ဍာမှာလောဘမရှိတော့ဘူးလေဒေါသလည်းမရှိတော့ဘူးလေမောဟလည်းမရှိတော့ဘူးလေကိလေသာမြုံမောင်တစည်းများမကြံတော့တဲ့ပုဂ္ဂိုလ်ကိုပြိတ္တိယဟန္တာလို့ခေါ်သည်ဘာလို့ခေါ်သည်ယဟန္တာဆိုတာပြိတ္တိနောင်ပေတော့မှခန္ဓာမရှိတော့ဘူးတဲ့ခန္ဓာမရှိတော့ဘူးဆိုရင်ပြိတ္တိအိုခြင်းနာခြင်းသိခြင်းဆိုတာလာပါဦးမလားအဲ့ဒါတခြားလားနိဗ္ဗာန်လားအေးခန္ဓာဇတ်သိဘဝငြိမ့်တဲ့ယဟန္တာကိုရောမြတ်တွေကအသေးကောင်းတယ်ဘာကောင်းလဲအသေးကောင်းတယ်ဆိုတာတစ်ခါပဲသိရတော့မှတို့ကနောင်သေးစရာအကြောင်းရှိသေးလားတို့တာမန်ပုရုဇဉ်ပုဂ္ဂိုလ်တွေကပြိတ္တိနိဗ္ဗာန်မရောက်မှချင်းအခုလဲသိရမယ်နောက်ဘဝရောက်ရင်လေနောက်ဘဝရောက်ရင်လေအပေါ်ဘဝရောက်ရင်လေသိရမယ်အောက်ဘဝရောက်ရင်လေနတ်တွေခန္ဓာမရှိဘူးလားနတ်လည်းမသာပေါ်လားယမလေးခန္ဓာမရဘူးလားယမလည်းဘာပေါ်လားမသာပေါ်တာလူလေးခန္ဓာမရှိဘူးလားဘာပေါ်လဲဘုန်းကြီးတွေကခန္ဓာရမထားဘူးလားဘာပေါ်လဲမသာပေါ်တယ်လို့ပေါ်ဘုန်းကြီးတွေမသာပေါ်ပြန်လုံးတော်မူတယ်တော့လို့ပါတယ်မသာပေါ်တယ်တော့လို့အာရပါရဒီကိုယ်တော်လည်းသူများတော့ပြောတယ်သူလည်းစော်ထည့်လိုက်တယ်ဆိုချတာပြန်လုံးတော်မူတယ်တော့လို့ပါဘာလွန်တော်မူတာပြောတာပဲပြန်လုံးတော်မူတယ်နဲ့ဘယ်ပြန်လဲတော့မသိဘူးဟုတ်လားဘိရှင်ဘရင်လေးသိရင်ဘလို့ခေါ်တယ်နဲ့ရွာဆန်တယ်ပြောဘလို့ခေါ်တယ်မလေးရှင်ဘရင်လေးလက်ကြီးရောက်မယ်ထင်လို့လားမလေးအောက်မှာတပုံကြီးဘယ်သွားကြည့်ပါလားအဖော်ရတာပေါ့ဟုတ်လားဒါကြောင့်မို့ဘယ်လိုပဲခေါ်ခေါ်နောက်ဆုံးတော့သိကြတာပဲမို့လားဘာရှိလို့ခန္ဓာရှိလို့ပြောစမ်းမှာဘာရှိလို့ခန္ဓာရှိရင်အိုရအောင်မယ်ခန္ဓာရှိရင်နာရအောင်မယ်ခန္ဓာရှိရင်သိရအောင်မယ်အိုနာသေးလွတ်ချင်ရင်ခန္ဓာမရှိတဲ့တခြားလားနိဗ္ဗာန်လားအရှင်ဥပဒေနာကိုရောမြတ်ယဟန္တာကိုရောမြတ်ကြီးကသူ့ဘဝပြန်စဉ်းစားအကြောင်းပြန်ကြည့်လိုက်တဲ့အခါကျတော့ဩငါဟာနောက်ဆုံးပိစိမဘဝိကပုဂ္ဂိုလ်ဖြစ်သွားပြီဘုရားသာသနာနဲ့ကျုံတဲ့အရာတော်လိုက်တာဘုရားသာသနာမှာတရားတရားရှိလိုက်တာငါအရာတော်လိုက်တာငါဒီဘဝဒီကနာသိခြင်းတရားဟာနောက်ဆုံးဖြစ်ပါတယ်။နောင်ပင်သောကမှာအိုရမယ်ဆိုတာငါဘဝမရှိတော့ဘူး။နာရမယ်ဆိုတာငါဘဝမရှိတော့ဘူး။သိရမယ်ဆိုတာငါဘဝမရှိတော့ဘူး။လိုချင်တဲ့လောဘတဲ့ငါတဏ္ဍာမရှိတော့ဘူး။အလိုမကျတဲ့ဒေါသလည်းငါတဏ္ဍာမရှိတော့ဘူး။အကောင်းအဆိုးအကြောင်းအကျိုးအမှန်မှန်ကိုခွဲခြားမသိနိုင်တဲ့မောဟဆိုတာလည်းငါတဏ္ဍာမရှိတော့ဘူး။ဩလာဘဝတ္တမေငါဘဝအရာတော်လိုက်တာငါဘဝပါတော်လိုက်တာတခြားစဉ်းစားနေတာလားယဟန္တာကိုရောမြတ်ကြီးလားဒါကြောင့်မလို့ဘဝရာကျိုးနဲ့တဲ့ပုဂ္ဂိုလ်တွေကပြိတ္တိခန္ဓာ၅ပါးယုံနဲ့တရားရဲ့ဖြစ်ချင်းပြည့်ချင်းတွေကိုသိရမလားမသိရမလားအနေဆမြဲတာလားမမြဲတာလားဒုက္ခဆင်းရဲတာလားချမ်းသာတာလားအနတ္တအစိုးမရတာလားအစိုးရတာလားဥဒ္ဓဂိဓမ္မကြီးများတဏှာကြီးကြောထိုင်လိုက်ရတော့အောက်ကထုံလားထုံလားကျင်လားမကျင်ဘူးလားကျင်တယ်ထုံတယ်ဘယ်သူကထုံချင်းကျင်ချင်းမလဲဟုတ်တယ်မို့လားဒါမဲ့ရောပတိရိရူပံခန္ဓာကိုယ်မှာရှိတဲ့ယုတ်တရားဆိုတာပြိတ္တိအလုံးလုံးဖောက်ပြန်တဲ့သဘောရှိပါတဲ့ရုပ်ဆိုတာဖောက်ပြန်တယ်သူ့အလုပ်သူ့လုပ်တဲ့ရုပ်ကအဲ့ဒီဖောက်ပြန်တာကိုဖောက်ပြန်မှန်သိရမှာကတို့အလုပ်ဟုတ်လားတရားရှာတာဆိုတာအဲ့ဒါပဲခန္ဓာကိုဘာဖြစ်နေလဲဆိုတာအလုတ်မပေးဘဲနဲ့စိုက်ကြည့်မူကင်းဒုစရိုက်နှိမ့်နေရေးတက်ဖွဲ့ဟာမူကင်းဒုစရိုက်လုတ်နေတဲ့သားကောင်းလေးလူစိုးတခိုးတွေကိုထက်ကြက်မကွာလိုက်ကြည့်နေသလိုတို့ရခန္ဓာကိုယ်မှာဘာဖြစ်တယ်ဘာဖြစ်တယ်ဘာပြတ်သွားတယ်ဘာပြတ်သွားတယ်ဆိုတာထက်ကြက်မကွာတခြားနဲ့ကြည့်ရမှာလားတတိနဲ့ကြည့်ရမှာလားပြိတ္တိဘာနဲ့ကြည့်ရမလဲအဲ့ဒီတတိနဲ့ထိုင်ကြည့်နေတာကိုဘာရှာတာတရားရှာတာဘာအားထုတ်တာဘာအလုံးလုံးတာဘယ်သူနဲ့နေတာဟောသဘောပေါက်ပြီလားဒါဆိုတော့တရားရှာတယ်တရားထိုင်တယ်ဆိုတာဘယ်သူခန္ဓာဘယ်သူပြန်ကြည့်ခိုင်းတာ
အခုတခါကြီးတို့မိုင်းများကဲစိုးစိုးကတရားထဲမှာစိတ်ဝင်စားနေတယ်ဒါမှမဟုတ်တရားကစိတ်ဝင်စားခဲ့ပါတယ်အားလုံးဟာဟလားကိုရီးယားကမကြိုက်ဘူးလားကလားကမကြိုက်ဘူးလားကိုရီးယားကလည်းမကြည့်နေခါနာတာတတိထားမိတာပြီးတော့မှကလေးကျွတ်ထားလိုက်တာစိုးစိုးကတော့အချိန်ကောင်းတာသူမသိဘူးဆိုတော့အာယုံကတခြားမှာရောက်တတိကဒီမှာမကတ်တော့ခန္ဓာဖြစ်တာကိုသိလိုက်လားခန္ဓာပြတ်တာကိုသိလိုက်လားမသိတဲ့အတွက်ကြောင့်ကိုယ်ဒီဘဝရာကျုံနဲ့နေတာလားရှုံးနေတာလားဒါကြောင့်မလို့မြတ်စွာဘုရားကအရှင်ဥပသေနဟောခဲ့တဲ့ဒီတရားကိုမြတ်စွာဘုရားကတာတု၃ချိန်ခေါ်တော်မူပါတယ်အတိမတ်ပြုတယ်ဒီကိစကားနဲ့ပြောရင်အုတ်ချုပ်ရင်ဘုကလက်မှတ်ထိုးပေးလိုက်တာရရင်ဘုကဘာလို့ပေးလိုက်တာအရှင်ဥပသေနဥရန်ကျွရတဲ့ဒီတရား၄ပါးကိုမြတ်စွာဘုရားကတာတုခေါ်တယ်ဆိုတော့ငါဘုရားဟောတာနဲ့အတူတူပဲလို့ဒီလိုအတိမတ်ပြုလိုက်တာသဘောပေါက်လားဒါကြောင့်မလို့မြတ်စွာဘုရားကဒီတရားကိုအတိမတ်ပြုတော့အရှင်ဥပသေနဟောတဲ့တရားတွေဘုသူရဲ့တရားမြတ်စွာဘုရားရဲ့တရားမြတ်စွာဘုရားဟောတဲ့တရားတွေလည်းပဲအရှင်ဥပသေနကိုတော့အရှင်မြတ်ဟောတဲ့တရားပဲဖြစ်ပါတယ်ကဲဘဝရာကျုနှက်တဲ့ပုဂ္ဂိုလ်တွေဘဝရာကျုနှက်တဲ့သူတွေရအရေးအချင်းပြည့်စုံရမှာဘာနှချက်၄ချက်အောက်ကနေစပြန်ပြောမယ်နံပါတ်၄ကနေခန္ဓာအကြောင်းကိုဖြစ်တိုင်းပြက်တိုင်းအနိစ္စဒုက္ခအနတ္တသဘောတဘာဝကိုတကယ်သိရမှာတတိနဲ့စောင့်ကြည့်ရတဲ့စောင့်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်ဟာဘဝရာကျုနှက်တယ်နောက်တစ်ခါမိမိကြောင့်တော်တော်မစင်းရဲ့မထိခိုက်အောင်နေတက်ထိုင်တဲ့ပုဂ္ဂိုလ်တွေကဘဝရာကျုနှက်တယ်နောက်တစ်ခါပြိတ္တိတရဏဂုံ၃ပါးဟုတ်လားယရဏမြတ်၃ပါးကိုအမြဲတမ်းစိတ်ကကိုးကွယ်နေတဲ့ပုဂ္ဂိုလ်တွေကဘဝရာကျုနှက်တယ်နောက်တစ်ခါပြိတ္တိဖျားပွင့်တဲ့ဒီခေတ်မှာဘာလာဖြစ်တာလူလာဖြစ်ပြီးတော့ဘာရှိတာတရားတရားရှိတာဘာရှိတာလဲအဲ့လိုတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကဘာရာကျုနှက်တယ်ဘဝရာကျုနှက်တယ်ဆိုတာကိုအရှင်ဥပသေနမထေဥဒါနပါဠိတော်နဲ့ဒါဂရောမှာဒါဂရာတို့မှာလာရှိတယ်ဒီသုတ်တံကိုအကြောင်းခံလို့ဒီကိုတော့တရားမြတ်တပုတ်ရွေးထုတ်ကဟောခဲ့လို့ကျေးဇူးဆက်ခဲ့ပါပြီတရားနာမည်ပြန်ပြောပါတရားလဲဘဝရာကျုနှက်တဲ့သူတဲ့အလုံးမိသားစုတရားတော်မှမြတ်တရားနာပရိသတ်များဘဝရာကျုနှက်နိုင်ကြပါစေကိုဘဝကိုပြန်ကြည့်လို့ကိုအကြောင်းကိုပြန်တွေးလို့လုတ်ခဲ့ပြီဆိုတဲ့နောင်တတန်တွေငိမ့်လို့လုတ်ခဲ့လိုက်ရပြီဆိုတဲ့ပိဋိတန်တွေမြန်ဆိုင်ဝေကဖြင့်စောကလင်္ကာဆောင်ပုဒ်တွေတစ်ခေါက်လောက်တိုင်ပြီးတော့မှညီညာဆိုပြီးတော့မှတရားဒီကုံချုပ်ကြရအောင်ဆိုလိုက်ပါဖရာပွင့်ရာလူဖြစ်လာတထာပါမအယတော်သည်အယတော်မလူဘဝဘဝရာကျုနှက်ပါမည်သုံးပါးယရဏစီကပ္ပဘဝအယကောင်းမည်အယကောင်းမှလူဘဝဘဝရာကျုနှက်ပါမည်ငါကိုမိညာညာသူငါချမ်းသာပါမအနေကောင်းမည်အနေကောင်းမှလူဘဝဘဝရာကျုနှက်ပါမည်ခန္ဓာဇတ်သိဒုက္ခညေနိဗ္ဗာန်ကိမ့်မှအသေးကောင်းသည်အသေးကောင်းမှလူဘဝဘဝရာကျုနှက်ပါမည်ဒေတိတံသုရဗုဒ္ဓေနသုနေတဝဓမ္မဒေသနံအဘိနန္ဒနာစိတ်တေနသာဓုတိပါတထာသာတဝောတရားနာလာကြပါလေမြတ်တက္ကမှာပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုရဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဟုတုဒ္ဒဖြာဖြာကိုပြီးဆွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏တဏိကံအထံတော်၌တည်တိတတဆင့်ခံကဟောကြားပါပြီသောဣမန္တမဒေသနံဥပသေနသုတ်တံကိုအကြောင်းခံလို့ဘဝရာကျုနှက်တဲ့သူလိုအမည်ပေးတဲ့ဤတရားမြတ်ဒေသနာတော်ကိုသူနေတဝကောင်းစွာနာယူကြကြကုန်သည်ဖြစ်၍အဘိနန္ဒနာစိတ်တေနအလွန်နှစ်သက်ရှင်၌ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လည်းဝါအဘိနန္ဒနာစိတ်တေနအမလေးဒီကိုယ်တော်ပြောတော်ကတော့တဏှာဤကိုနာဤခွေးအလုံးစုံပြီးမရဲဟ
ဟောတော်လိုက်တာပြောတော်လိုက်တာစေနာဤတော်မတင်သွားပြီဘလောက်ပဲတကားလံကိုတော်ပြောဘလောက်ပဲတရားရှိရင်မကြိုက်ပါဘူးဆိုတဲ့ပုံစံတွေပုံရိပ်တွေပြတရားရှိလို့တဲ့ဒီကိုတော်ဟောတော်ပြောတော်လိုက်တာလေအတန်ကမ်းမှတ်ပြီးအပြောကမညီနဲ့ခြံလိုက်တဲ့ကိုတော်လေးရေလို့ကဲရင်ပြောဆိုရှုပ်ချလို့အပြစ်တင်ဝေဖန်နေကြမယ်ဆိုရင်ပြိဿရေဒီကိုတော်လေးညောင်းတာပါပဲကြိုက်တာပါပဲခဲတာပါပဲပရိသတ်တွေကမှတစ်ဖက်ညောင်းတစ်ဖက်ပြောင်းထိုင်လို့ရနိုင်သေးတယ်ဒီကိုတော်ပလင်မောတက်တဲ့ကဒီပုံစံကိုလည်းဒီပုံစံအောက်ခန္ဓာအောက်ပိုင်းကညောင်းကြိုက်တဲ့ဝေဒနာရှိနေပေမဲ့ကျေးဇူးရှင်တွေဖြစ်တဲ့ဓမ္မတွေကိုယဟန်ဆိုတာကျေးဇူးစခြင်းတရားနဲ့ပဲကျေးဇူးဆက်ခွင့်ရှိတယ်တခြားနဲ့ကျေးဇူးဆက်ခွင့်မရှိဘူးအဖေဖယားမိတ်မာတဲ့ဒေသနာနားထဲမှာပြန်ကြားလို့စိတ်ကောင်းဝင်တို့ရဲ့ကျေးဇူးရှင်တွေကိုတခြားနဲ့ကျေးဇူးဆက်ဖယားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းလို့အနေနဲ့တဲ့အသေးလေးမြတ်တဲ့တရားဓမ္မတွေတို့တရားဓမ္မတွေသိရပါစေမှတ်ကြပါစေဘုသူတော်တွေရကြပါစေဒီအနေဖြင့်ဒီကိုယ်တော်ကြိုးစားလို့ဟောပြောကကျေးဇူးဆက်ခဲ့ခြင်းဖြစ်ပါတယ်ပြန်ပြောင်းလို့စိတ်ကောင်းဝင်မုံစိတ်တွေအမြန်ပင်ချစ်စိတ်တွေအမြန်ဝင်ပြီးတော့သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော်သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုဘာတထာသုံးချိန်သုံးဝါလုံးမြတ်ထား၍ကောင်းစွာမှန်သွေးကျူးရင်လိုက်ကြကုန်ရတော့တည်း